so ပြဿနာနဲ့စာပြီးပြဿနာနဲ့ဆုံး research ကဆိုပြဿနာတွေခုနက redefine လုပ်လိုက်တယ်ပေါ့နော်ဆိုရလာတဲ့ပြဿနာကိုအခြေခံပြီးဖြေရှင်းဖို့အတွက်နည်းလမ်းရှာတယ်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင်ကိုရလာတဲ့အဖြေသည်ကိုလိုချင်တဲ့ပြဿနာအတွက်ကန့်ညီမှုရှိမရှိကိုစမ်းသပ်ဖို့အတွက် hypothesis လို့ခေါ်မြန်မာလိုမပြန်တော့ hypothesis ကအင်္ဂလိပ်လိုပဲမှတ်ထားလိုက် hypothesis or suggested solutions ဆိုကိုရလာတဲ့အဖြေသည်ကိုရဲ့မိကုံကိုရဲ့ problems နဲ့ကန့်ညီမှုရှိရလားဆိုတော့ပြန်ပြီးတော့စမ်းစစ်ကြမယ်ဆိုတော့အဲ့ဒါအတွက် hypothesis formulate လုပ် okay hypothesis လည်း formulate လုပ်ပြီးသွားပြီဆိုတော့ data ပေါ့အဖြေရှာဖို့အတွက် data လို့ခုနကပြော evidence ဆိုတာ data ပဲဆိုတော့အားကြောင့်ဒီခါကျပြောကြလေအမေပြောချင်ငါ့ကို data နဲ့ပြောအလို့မပြော data နဲ့ပြောဆိုတော့ researcher သမားဒီဘယ်တော့မှအလို့မပြောဘူးသူများမှားရလို့ထောက်ပြမယ်ကိုယ်တိုင်မှားရလို့ပြောချင်တာမှ data နဲ့ပဲစကားပြောကြတယ်ဆိုတော့ data ကို collect လုပ်ရမယ်ပြီးနီလန်းမျိုးစုံနဲ့ analyze လုပ်မှာပေါ့နော်ဆိုတော့အဲ့ဒါကနောက်မှလာလိမ့်မယ်ဘယ်လိုနီလန်းနဲ့ analyze လုပ်လို့ရလဲဆိုတာနောက်မှလာလိမ့်မယ်ဆိုတော့အဲ့လိုနီလန်းနဲ့ analyze လုပ်မယ်ပြီး evaluate လုပ်မယ်ဆိုတော့ကိုရလာတဲ့အဖြေပေါ်မူတည်ပြီးတော့ conclusion ဆွဲတာပေါ့နော်ဆိုတော့တစ်ခါတလေမှာ conclusion က generalization ဖြစ်တယ်ဘုံပေါ့နော်အကုန်လုံးအတွက်ကချင်မှကိုင်းလိမ့်မယ်ရေပွားဆက်ဆံ conclusion လောက်ပါရှိတယ်ဒါပေမဲ့တစ်ခါတလေကြာရင်တော့ကို focus လုပ်တဲ့နယ်ပယ်အတွက်ကိုပဲ conclusion ချတာရှိတယ်ဆိုတော့ဒါကတယောက်ကပြောတယ်နောက်တစ်ခါကျတော့ဘာပြောလဲဆိုရင် the manipulations of things concepts or symbols for the purpose of generalization to extend correct or verify knowledge so manipulate လုပ်တာ control လုပ်တာပေါ့ဒီခုနပြောတဲ့ကိုရဲ့ပြဿနာကိုเนาะဒီတက်သိပြဖို့အတွက် control လုပ်တဲ့အရာလို့ပြောလို့ရတယ် research ကဆိုတော့ဘာလို့ research ကအရေးကြီးရလဲနေရာတိုင်းမှာတော့အရေးကြီးတယ်ဒါပေမဲ့ကျွန်တော်ကဒီမှာ social science ကိုပဲအဓိကပြောဖြစ်တဲ့ကြောင့် social science အတွက် research ကအရေးကြီးတယ်အချက်၃ချက်ကြောင့်ပထမတစ်ချက်ဒီ social science ဆိုပြောရင်မြန်မာလူမှုသိပ္ပံ social science ဆိုတာလူမှုသိပ္ပံဆိုတာလူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပုံပါတယ်ဥပမာဆိုရင် psychology sociology economics politics anthropology ဆိုအစရှိသဖြင့်ပေါ့ဆိုလူမှုအတိုက်အဝန်းနဲ့ပတ်သက်ဆက်နွယ်တဲ့အရာမှန်သမျှဒီ social science ပဲဆိုအဲ့ဒီကြောင့်သူရဲ့ပထမအရေးကြီးတဲ့ချက်ဒီ understanding society ဆိုလူမှုဖွဲ့စည်းကိုနားလည်နိုင်ဆိုရှိတယ်ဆိုရှုထောင့်ကောင်းတော့ပေါ့human behavior လူတွေရဲ့အမှုချင်းကဘယ်လိုရှိလဲဒါဆိုကျွန်တော်တို့က psychology လို့ပြောလို့ရတယ်ဆိုလူတွေဘယ်လိုပုံစံဖြစ်လာကြတယ်လဲဒါဒီ anthropology မနုဿပိဋက okay လူနေမှုအဆင့်တန်းအခြေအနေဘယ်လိုရှိတယ်လဲ economics စီးပွားရေးပေါ့ဒီနိုင်ငံမှာနိုင်ငံရေးအခြေအနေဘယ်လိုရှိလဲဘယ်သူတွေကအုပ်ချုပ်တာလဲဘယ်သူတွေကအုပ်ချုပ်ခံလူတန်းစားလဲဒါ politics ဆိုအစရှိသဖြင့်အလူဟာမျိုးတွေပေါ့ဆိုအဲ့ဒါအပြင်ကိုနိုင်ငံမှာအုပ်ချုပ်တယ်ပေါ့နော်တချို့ကကြတော့တချို့နိုင်ငံတွေကြတော့စစ်တပ်ကအုပ်ချုပ်တာရှိရဲတချို့နိုင်ငံကြတော့ယူကောက်ခံအစိုးရအုပ်ချုပ်တာရှိရဲတချို့နိုင်ငံတွေကြတော့နော်ဒီပေါင်းပြီးအုပ်ချုပ်တာမျိုးရှိရပါတော့ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်အုပ်ချုပ်သူကဒီနိုင်ငံကပြည်သူလူထုအတွက်မူဝါဒရေးဆွဲတယ်ပါတယ်အစည်းအဝေးမူဝါဒဖြစ်ဖြစ်နော်ဒီသူတို့ရဲ့ဒီပညာရေးကျမ်းမာရေးအစရှိတဲ့မူဝါဒတွေပဲဖြစ်ဆိုအဲ့အတွက်ကိုလည်း research လုပ်ပြီးတော့မှမူဝါဒချပြအလွတ်တန်းချလို့မရဘူး research လုပ်ပြီးတော့မှအခြေအနေပေါ်မူတည်ပြီးတော့မှဘယ်လိုမျိုးမူဝါဒမျိုးချတဲ့တယ်လဲဆိုတော့ဆုံးဖြတ်ရတယ်အဲဒီကြောင့် understanding society ဒါပထမချက်ပဲဆိုတော့နောက်တစ်ခါကျတော့ decision တွေချမယ်ဆိုတော့ decision တွေချတဲ့အခါကျရင်ကိုယ့်ရဲ့အတွေးအမြင်နဲ့ decision ချလို့မရဘူး data ကိုအခြေခံရတယ် evidence based decision မျိုးကိုပဲချတယ်ဆိုတော့လက်တွေ့ပဲက practical ဖြစ်ရတယ်လို့ပြောတယ်ဆိုတော့လက်တွေ့ဆိုင်ရမယ်ဆိုတဲ့အနေအထားမျိုးပေါ့ဆိုတော့ policy တွေစာထွက်လည်းရှိလို့မရဘူးတကယ်လက်တွေ့မှာဘယ်လိုအနေအထားမျိုးရှိသလဲလက်တွေ့နဲ့ကန့်ညီမှုရှိရလားဆိုတဲ့ဟာကိုပါထည့်သွင်းစဉ်းစားပြီးတော့မှ policy လုပ်ရမယ်နောက်ဆုံးတစ်ခုကကျတော့ research decision သူကဘာနဲ့မတူလဲဆိုရင်ဒါက social science နော် so natural science ဆိုတာရှိသေးတယ် physics တို့ဘာလို့ natural science physics တို့ chemistry တို့က natural science လို့ခေါ်တယ် so အခု psychology တို့ economics တို့ politics တို့ကကြတော့ဒါက social science ဆိုတော့ရွေချက်တွေရှိတယ်ဒါခုနအရေးကြီးတဲ့ချက်က3ချက်ပေါ့ so ရွေချက်တွေရှိတယ်ဘာလို့ social science research လုပ်ရလဲရွေချက်ကဆက်စပ်5ခုရှိတယ်5ခုဆိုမဲ့အကျယ်ဖြတ်ရင်တော့အများကြီးပေါ့နော်အနှစ်ချုပ်လိုက်တော့5မျိုးပေါ့ so ပထမတစ်ခုကကျတော့ describe explain predict and control အဆင့်၄ဆင့်နော်ဘယ်လိုဟာမျိုးလဲအရင်တော့ describe ပြဿနာကိုဖော်ပြမယ်ဘာပြဿနာကြုံနေတာလဲ
okay အဲ့ပြဿနာကို explain ဖြေရှားမယ် solution ရှာမယ်ဆိုတော့ကိုယ့်လက်ထဲမှာပြဿနာရှိပြီအဲ့ပြဿနာကိုအဖြေရှာမယ် okay လက်ထဲမှာအဖြေတွေ့ပြီအဲ့အဖြေကိုအခြေခံပြီးတော့ predict လုပ်မယ်ဆိုတော့နောက်တစ်နှစ်မှာအခြေအနေဘယ်လိုအခြေအနေဖြစ်နိုင်လဲဥပမာဆိုပါလို့မြန်မာနိုင်ငံရဲ့စီးပွားရေးကနောက်တစ်နှစ်မှာဘယ်လိုအခြေအနေလဲနောက်2နှစ်3နှစ်မှာဘယ်လိုအခြေအနေလဲအစရှိသဖြင့် predict လုပ်မှာပေါ့ okay အဲ့ညမှာ okay စီးပွားရေးအခြေအနေမကောင်းတော့နိုင်ငံရေးစီးပွားရေးနိုင်ငံရေးကမကောင်းတော့စီးပွားရေးလည်းမကောင်းဆိုတော့အဲ့အခြေအနေမှာဆိုရင်ဘယ်လိုမျိုး control လုပ်မလဲဘယ်အချက်တွေကို control လုပ်ပြီးတော့စီးပွားရေးစနစ်ကိုကောင်းအောင်လုပ်မလဲနိုင်ငံရေးအခြေအနေကောင်းအောင်လုပ်မလဲဆိုတဲ့ဟာမျိုးတွေကိုလှုပ်ဆောင်တယ်ဒါကစီးပွားရေးနဲ့နိုင်ငံရေးကိုအခြေခံပြောပါတော့ဥပမာပြောတာအခြားနယ်ပယ်မှာဆိုတဲ့သူ့ရဲ့ခုနပြောတဲ့အဆင့်မျိုး control variables တွေရှိအောင်နော် control လုပ်လို့ရအရာတွေရှိတယ်နောက်တစ်ခါကျတော့ theory and practice so စာအုပ်ထဲမှာသင်ရ theory ရှိတယ်ဆိုအဲ့ဒီ theory တွေကိုလက်တွေ့ပြန်အသုံးချဥပမာဆိုပါတော့နော်ဒီဘယ်လိုဟာမျိုးပြောလို့ရလဲဆိုရင်ကုန်သွယ်ရေးနဲ့ပတ်သက်တဲ့အကြောင်းပြောကြမယ်ကုန်သွယ်ရေးမဟုတ်ကျွန်တော်တို့budget ပေါ့နော် budgeting ဆိုတာရှိတယ်ဆိုတော့ public economics ဆိုပြီးရှိရပါတော့ဆိုတော့လူထုဘောကပြတာပေါ့နော်ဒီလူထုနဲ့ဆိုင်တဲ့ဟာeducation public budgeting နဲ့ဆိုင်နေတာ budget ဒါ theory မှာ budgeting လို့ပြောတယ်ဒါပေမဲ့လက်တွေ့မှာလည်းရှိရပဲနိုင်ငံအတွက်ပညာရေးကဏ္ဍမှာဘယ်လောက်သုံးမလဲကျန်းမာရေးကဏ္ဍမှာဘယ်လောက်သုံးမလဲเนาะဒီကုန်သွယ်ရေးကဏ္ဍမှာဘယ်လောက်သုံးမလဲဆိုတဲ့ဟာဒါဥပမာတစ်ခုပေါ့နောက်တစ်ခုကကျတော့market structure ဆိုတာရှိတယ်เนาะမှာဆိုတယောက်တည်းကပဲ lower ကြီးအုပ်ထားတာလားစီးပွားရေးမှာအဲ့ဆိုသိကြတယ်ဟိုက customer ဆိုရင်ဈေးပတ်စံအများကြီးပေးရမယ်သူရောင်းတဲ့ဈေးနဲ့ပဲပေးရမယ်အခြားလူမရှိဘူးအဲ့လိုမဟုတ်ဘဲနဲ့ဈေးကွက်ထဲမှာတည်းမှာဖုန်းဆိုင်တွေဆိုအများကြီးရှိတယ်ကိုကြိုက်တဲ့ဆိုင်မှာတော့ဝယ်လို့ရတယ်ရှော့သေးလည်းရနိုင်တယ် discount တို့ပေါ့အဲ့လိုဟာရနိုင်တယ်ဆိုအစရှိသဖြင့်ပေါ့နော်ခုနကပြောတဲ့ market structures က theory အဲ့ဒါကိုလက်တွေ့မှာတက်တော့ဆိုအဲ့လိုဟာမျိုးပေါ့ theory နဲ့ practice ကိုသူက combine လုပ်ပြီးထားတဲ့အခြေအနေမျိုးရှိတယ်နောက်ခါကျတော့ policy evidence ခုနအရှိမပြောခဲ့တဲ့အတိုင်းဆို policy making ပေါ့နော် policy making decision ချတဲ့အခါမှာသူက evidence တွေကိုအခြေခံပြီးတော့ချတာဖြစ်တဲ့အခါကျတော့ပုံမှန်အဖြစ်အလွတ်တန်းပြောတာနော်ဒီချမှတ်တာတဲ့ဆိုင်ပို့ပြီးတော့တိကျမှုရှိတယ်ဒါပေမဲ့ policy တိုင်းကတော့ဟိုတရားမှုကောင်းကောင်းရှိရလို့ဆိုလိုတာမဟုတ်ဘူးအခါတလေမှာ policy တော့ချလိုက်တယ်တရားမှုကထိရောက်ချင်မှထိရောက်တာမျိုးရှိတယ်ထိရောက်မှုမှာpolicy တိုင်းတော့ထိရောက်မှုရှိတာမျိုးတော့မဟုတ်ဘူးเนาะအဲ့ကျရင်ဘာလုပ်ရလဲဆိုအဖြေပြန်ရှားတယ်ဘာပြဿနာဖြစ်နေရလဲအဲ့ပြဿနာကိုဘယ်လိုရှင်းမလဲပိုကောင်းတဲ့ policy ချဆိုအဲ့လိုဟာမျိုးနောက်တစ်ခုကကျတော့ discovering ခုနကပြောသလိုပဲမိခွန်းနဲ့စတယ်ပြဿနာနဲ့စတယ်ပြဿနာနဲ့ဆုံးတယ်ဆိုတော့ပြဿနာနဲ့စပြီးဆိုရင်မိခွန်းနဲ့ရှိလာတယ်ဥပမာဆိုပါစို့ research ကိုမကြည့်နေအောင်ကိုပဲပြန်ကြည့်စီမယ်နော်ညာအိတ်ခဏီဆိုရင်အဲ့ရတယ်မှာတွေးပြီးမနေ့ကညဘာစားရမလဲဘာလို့ရကောင်းမလဲဘယ်သွားမလဲအစားရှိရမိခွန်းနဲ့ပြန်ကြည့်ရနော်မိခွန်းတွေပဲအော်ငါဘာလီတော့မာလာရှန်ကလေးတော့စားလိုက်မယ်အပြင်လေးတော့သွားလိုက်အောင်မယ်ဆိုဘယ်သူနဲ့တော့တွေးလိုက်အောင်မယ်မနေ့ကကတော့အလုံးမားတယ်ဘာမှတော့မလုပ်တော့ပါဘူးတနေ့ကုန်စာတင်ရရတယ်အကြောင်းသွားမှာတယ်အစားရှိသဖြင့်ပေါ့ဆိုတော့မိခွန်းတွေအများစွာဖြီးပြီးတယ်ဒါပေမဲ့အလွတ်တန်းဖြီးတာမဟုတ်ဘူးရက်ွက်ထဲမှာဖြီးသလိုဖြီးတာမဟုတ်ဘူးရက်ထဲမှာဖြီးသလိုဖြီးတာမဟုတ်ဘူး scientific procedure နဲ့တော့တစင်ကြီး evidence ကိုပြပြီးတော့ဖြေတဲ့အဖြစ်နောက်ဆုံးတစ်ခါကျတော့ finding out the truth အမှန်တရားကိုရှာပြီးတော့ which is hidden ဆိုတာမတွေ့သေးတဲ့အမှန်တရားကိုရှာတာခုနကပြောတဲ့အသစ်ပေါ့နော်ဆိုတော့ telephone tissue နဲ့ဟာလို့အသစ်ကိုရှာတာနောက်တစ်ခါကျတော့ which has been discovered yet which has not been discovered ဆိုတော့လုံးဝမတွေ့သေးဘူးရှိတော့ရှိတယ်ကိုမတွေ့ဘူးသေးတဲ့အရာကိုရှာမျိုးဆိုတော့အဲ့ချက်တွေဒီဒါက social science research ရဲ့ objectives ဆိုတော့ဒီမှာ guidance ရှိတယ်ဆိုတော့ guidance ကိုအနှစ်ချုပ်ရင်3ပိုင်းနဲ့အနှစ်ချုပ်တယ်ဒါပေမဲ့အကျယ်ဖြန့်ရင်တော့အများကြီးပေါ့ဆိုတော့အမှန်တကယ် research methodology ဆိုတော့ research methodology ဆိုတာကသုတေသနတွေကိုဘယ်လိုလုပ်ကြလဲပေါ့ဆိုတော့သုတေသနလုပ်တဲ့ဟာမှာအဆင့်တွေရှိရဆိုတော့ social science research ကသူရဲ့ research methodology ရှိတော့မှကြည့်နံပါတ်1 scientific procedure လို့ပြောကြအောင် systematic ဖြစ်တယ်နော်စနစ်တကျရှိအောင် step by step ဆိုနောက် empirical လက်တွေ့သုံးလို့ရတယ်ဆိုတော့ logic philosophy လို့ပြောမှကျွန်တော်ပြန် logic ဆိုတာယုတ်တိဆန်ယုတ်တိပေတာပေါ့နော် logic ဆိုတော့ယုတ်တိဆန်တယ်ဆိုတာကသိပ္ပံနည်းကြလို့ယုတ်တိဆန်ဟုတ်ဥပမာပုံမြင်တွေပြရဲ့ဟိုးရှိတော့သိရမလားဟိုဘာသာရေးနဲ့ဆိုင်တဲ့ပုံမြင်ဖြစ်ဖြစ်အဲ့လိုမျိုးနဲ့အရက်ပြောပုံမြင်ဖြစ်ဥပမာဆိုပါစို့ကကြီးကိုမစောနဲ့အဖေနဲ့မိရန်ဖြစ်တတ်တယ်ဆိုတော့ငယ်ငယ်ကကျွန်တော်သိခဲ့တယ်ဒါပေမဲ့အဲ့ဒါဘာလဲက
ကက်ကြီးကိုမစောစေချင်လို့ပြောတာဒါပေမဲ့မေးလိုက်ရင်အများစုကမသိကြဘူးဒီတိုင်းပဲပြောကြကက်ကြီးကိုမစောနဲ့အဖေနဲ့မရန်ဖြစ်လိမ့်မယ်ဒါပေမဲ့တကယ်အကြောင်းတရားကပါလေအဲ့နောက်ကဆိုတော့ကက်ကြီးမှာတော့မူလီလိုဟာလေးပါတယ်ကျွန်တော်တို့စောတဲ့ခါကျအဲ့မူလီကကြာရင်ခြောင်တော့ကက်ကြီးကသုံးမရတော့အဓိကကိစ္စအဲ့ဒါယုတ်တိဆန်နဲ့သူပြောတဲ့ဒီအချက်ရဲ့ reason ကယုတ်တိဆန်တယ်ဒါပေမဲ့အကြောင်းရင်းအမှန်ကိုမသိတဲ့ခါကျတော့လူတွေရဲ့စိတ်ထဲမှာဘာဆိုင်လို့လဲဘာမှမဆိုင်ဘူးဆိုတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့ကြောင်းခွင့်စကားရှိဒီဆလောင်းဖုံတီးကြားကြိုက်တယ်ဆိုရဆလောင်းဖုံတီးကြားကြိုက်တယ်အဲ့ဒါလည်းအတူပဲအဟိုးရင်တော့ကမြေနဲ့လောက်တာဆလောင်းဖုံတီးဆလောင်းဖုံဆိုတာထမင်းအိုးလို့ပါမအုပ်ကြပါဘူးနော်ဂျွာဒီမှာပဲတုံးကြတော့ခုနောက်ပဲမြို့မှာမတုံးကြတော့ဆိုအဲ့ဒါကအရင်ကမြေနဲ့လောက်တာမြေတော့စဉ်းစားကြည့်လိုက်လေမြေနှစ်ခုရိုက်တဲ့ခါကျကွဲမှာပဲဟုတ်ကြောက်တုံးအုတ်ခဲနှစ်ခုရိုက်ရင်တော့ကွဲတာဟုတ်ခုနကပြောတဲ့မြေဆလောင်းဖုံနှစ်ခုရိုက်ရင်လည်းကွဲတဲ့ခါကျတော့တကယ်ကဆော့မှာဆိုကြားကြိုက်တယ်ဆိုပြီးတော့ပြောတဲ့ဟာမျိုးပေါ့နော်ဆိုအဲ့လိုဟာမျိုးနောက်ညာဘက်အိမ်ထဲမှာလက်သေးမညံ့နေတော့ဘာညာအဲ့လိုဟာမျိုးပေါ့နော်ဆိုတော့သူ့ရဲ့နောက်မှာက logical reasoning ရှိတယ်ယုတ်တိဆန်တဲ့ reasoning ရှိတယ်ဒါပေမဲ့ reasoning ကိုမသိကြတဲ့အခါကျတော့အဲ့ဒီခုနပြောတဲ့အရာတွေကပြောမယ်ဆိုယုတ်တိမဆန်ဘူးတဲ့ပုံစံဖြစ်တာပါနော်နောက်အဲ့တိုင်းပဲဘာသာရေးမှာလည်းအဲ့တိုင်းပဲရှိရပါတော့ဆိုတော့အစရှိသမီးပေါ့ဒါပေမဲ့ဒီမှာကကျတော့ social science research ကကျတော့ logic ဖြစ်တယ်ဆိုယုတ်တိဆန်တယ်သိပ္ပံနည်းကြအခြေခံတာမလို့သူပြီးယုတ်တိဆန်တယ် and replicable ဆိုတာထက်ကလောက်တာဘယ်လိုထက်ကလောက်တာလဲဆိုတော့မေးခွန်းရတယ်အဖြေရှာတယ်အမေးခွန်းတစ်ခုပေါ်လာတယ်အဖြေထပ်ရှာတယ်မပြီးတော့ဘူးเนาะအဲ့တန်เนี่ยဆို problem နဲ့စပြီးတော့ problem နဲ့ဆုံးနေဆိုတဲ့ concept လိုမျိုးဖြစ်နေတာဆိုအဲ့ဒါကြောင့်သူကဒါက methodology ရှုထောင့်ကကြည့်ဒီချက်တွေပေါ့ဒီ characteristics ဆိုတော့ focus area ရှုထောင့်ကကြည့်အောင်ဆိုအခြေခံတဲ့ focus area ကိုကဘယ်နယ်ပယ်မှာအခြေခံတာလဲဥပမာ psychology နယ်ပယ်မှာ psychology ကျောင်းကို research လုပ်တယ်ဆိုပါလို့ psychology ကျောင်း research လုပ်တယ်ဆိုသိကြတယ်လူတွေရဲ့ human behavior ကျောင်းကိုလေ့လာမယ်နောက် economy ရှုထောင့်ကကြည့်မယ်ဆိုရင် living standard အဲ့လိုဟာမျိုးပေါ့နော် social problems social issues တွေလို့ကြည့်ရမယ်နောက် sociology ရှုထောင့်ကကြည့်မယ် sociology ရှုထောင့်ကကြည့်ရဆိုလည်းအဲ့တိုင်းပဲနော်ဒီ society မှာဘယ်လို participation တွေလုပ်တယ်လဲဆိုတဲ့အချက်လက်တွေကိုသိနိုင်တယ်ဆို social phenomenon လို့ဟာမျိုးပေါ့ဆိုအဲ့ချက်တွေကိုသိနိုင်တယ်နောက်တစ်ခါကျတော့အရေးကြီးတဲ့အချက်က data ဆိုခုနကပြောခဲ့တယ် research data ကိုအခြေခံပြီးပြောခဲ့တယ်ဆိုတော့ data ကိုအခြေခံတာဖြစ်တဲ့အခါကျတော့ data type ပုံမူတည်ပြီးတော့လည်းအရေးကြီးတယ်ဆိုတော့ data ကပုံမှန်2မျိုးရှိတယ် qualitative data နဲ့ quantitative data နဲ့ဆိုတော့ qualitative data ဆိုတာက non numerical data ကိန်းဂဏန်းတွေကိုအခြေခံတာမဟုတ်ဘူးဆိုတော့ quantitative ကကျတော့ quantity ကလာတာ quantity ဆိုတော့ number ကိုအခြေခံတယ် numerical data ကိုအခြေခံတာပေါ့ဆိုတော့ quality က quality ကိုပြောတာဆိုတော့ numerical ဥပမာ example အဖြစ်ပြောမယ်ဆိုရင်အနောက်မှာလည်းပြန်ပါလိမ့်မယ်နော် example အဖြစ်ပြောကျွန်တော်တို့က qualitative ဆိုတာကဆိုပါစို့တယောက်ကပြောမယ်ငါသူ့ကိုကြိုက်တယ်နောက်တစ်ခါငါလည်းသူ့ကိုကြိုက်တယ်အဲ့ဆိုသူတို့ရှိမှာဘုံပါနေတဲ့ဟာကပါတယ်ဘာလို့သူ့ကိုကြိုက်ကြရလဲဘုံပါနေတဲ့ဟာပေါ့ဆိုတော့အဲ့လိုဟာမျိုးတွေကိုရွေးနှုတ်တာဒီ qualitative ဆိုတော့ quantitative ကကြောင့်အဲ့လိုမဟုတ်ဥပမာဆိုရင်စီးပွားရေးအခြေအနေ GDP ကဘယ်လိုအခြေအနေရှိသလဲနော်ငွေကြေးဖောင်းပွားမှုနှုန်းကဘယ်လိုအခြေအနေရှိသလဲနော်ဥပမာဆိုရင် customer ရဲ့ feedback ကိုကောင်းမယ်ဒီဆိုင်မှာ customer တွေကပစ္စည်းဝယ်ရတာကြိုက်သလားမကြိုက်ဘူးလားဘယ်လောက် ranking ပေးမလဲ1 to 5တဲ့ဘယ်လောက် ranking ပေးမလဲဆိုအဲ့လိုဟာတွေကိုအခြေခံတာဒီ quantitative ဆိုနောက်တစ်ခုခုနဟာတွေက characteristics of objectives ဆိုဒါက research process ပေါ့နော် research တစ်ခုရေးရမယ်ဆိုဒီချက်တွေကိုကျွန်တော်တို့အခြေခံရတယ်ဒါပထမချက်ဒီ problem နဲ့စာလို့ပြောတာလေ research problem ကိုမှဘာပြဿနာရှိညာလဲကိုလုံးမဲ့အကြောင်းအရာကဘာတွေပြဿနာရှိညာလဲပြဿနာတွေကိုအရင်ပေါ်မယ်ပြီးရင် literature review လို့ခေါ်တယ်ဆိုဟိုအရင်ကသူများတွေလုပ်ခဲ့တဲ့သုတေသနတွေရှိရဲ့သူများတွေရေးခဲ့ပြောခဲ့တဲ့အကြောင်းအရာတွေရှိရဲ့ဆိုအဲ့ဒါတွေနဲ့တိုင်းရှင်းအောင်သူတို့ကဘာတွေပြောခဲ့ရလဲကိုယ့်ရဲ့ပြဿနာနဲ့ဘယ်လိုချိန်နေလဲအဲ့လိုမျိုးချိတ်ဆက်မှုကိုလုပ်ဖို့အတွက် review of literature တို့ literature review ပေါ့နော်ဆိုအရင်ကသုတေသနတွေအရင်ကစာတမ်းတွေအရင်ကစာပေတွေကိုပြန်ပြီးတော့ review လုပ်တယ် review လုပ်ပြီးတော့မှကိုယ့်ရဲ့ပြဿနာနဲ့ချိန်တယ် okay review လုပ်ပြီးသွားပြီသူတို့မှမရှာထားဘူးသူတို့လေ့လာထားတာမရှိဘူးကိုယ့်ရဲ့ပြဿနာသူတို့လေ့လာဘူးတာမရှိဘူးအဲ့ဒါဆိုရင်အဲ့ပြဿနာအတွက်အဖြေဒီ objectives ဘယ်လိုလဲကမာဒီတနေ့ထမင်းစားတဲ့ pattern ကိုလေ့လာမယ်လူတယောက်ထမင်းစားတဲ့ pattern ကိုလေ့လာမယ်
ဆိုအရှိမကအချက်တိုင်းနဲ့စားတယ်ဝတ်တိုင်းနဲ့စားတယ်အသက်လွတ်စားတယ်ဟင်းသီးရွက်နဲ့စားတယ်အစားရှိသဖြင့်ပြောခဲ့ပတ်တန်ကိုမပြောခဲ့ဘူးအဲ့ဒါကိုယ့်ရဲ့ objective ကပါလဲ to know the pattern of eating behavior eating habits okay တနေ့ကိုထမင်းမနေ့ချိန်စားရလဲမနေ့စားဘယ်လိုစားတယ်လဲညနေစားဘယ်လိုစားတယ်နေ့နေ့စားဘယ်လိုစားတယ်လဲအဲ့လိုအစားရှိသဖြင့်ဒီကိုယ့်ရဲ့ problems အတွက်ရှာမဲ့အဖြေဒီ objectives ဖြစ်လာကိုယ့်ရဲ့ research ရဲ့ရည်ကြည်ပေါ့ဆိုတော့ပြီးတော့ကိုယ့်ရဲ့ problems ကိုရှာမဲ့ရလာမဲ့ solution နဲ့ guide လားမ guide လားပြန်ပြီးတော့ testing လုပ်မယ်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင် hypothesis testing လို့ခေါ်တယ်ကျွန်တော်တို့ခေါ်ကြတော့ research design ဘယ်လိုသွားမှာလဲကိုသူနဲ့ကဥပမာဆိုခုနပြောတဲ့အချက်တွေပါပြီးဘယ်လိုသွားမှာလဲဆိုတာဘယ်လို methodology ကိုသုံးမှာလဲqualitative data ကိုသုံးမှာလား quantitative data ကိုသုံးမှာလားဒါမှမဟုတ်ဘယ်နှခုနှစ်ကနေဘယ်နှခုနှစ်အတူဟာကိုလုပ်မှာလဲဆိုတော့ဘယ်လိုလူတွေဘယ်သူအကြောင်းအရာတွေကိုလုပ်ကြမှာလဲဆိုတော့အစရှိသဖြင့် research design ကိုသိရမယ် okay so research design နဲ့ဒီခုမှ decision ချပြီးသွားပြီဒါဘယ်နှခုနှစ်ကနေဘယ်နှခုနှစ်ဘယ်သူအကြောင်းဘာလုပ်မယ်ဆိုတာခုမှ idea draft ပြီးသွားပြီပြီးရင် data ကောက်မယ် data collections ပြီးရလာတဲ့ data ကို solution ရှာဖို့အတွက် analyze လုပ်မယ်အဲ့ဒါကို data analysis လို့ okay data analysis လုပ်ပြီးတော့အခုမှ solution ရလာပြီအဲ့ဒီ solution ကို report လုပ်ရမယ် reporting results or findings ရလာတဲ့ solution ကို interpret လုပ်တာပေါ့သူကတော့ဘယ်လိုဖြစ်ပါတယ်သူကတော့ထမင်းကိုတနေ့ကို3ချိန်စားပါတယ်မနက်စာကိုတော့ပုံမှန်ပြည့်မွေးငါတို့အုံခေါက်ဆွဲလို့စားပါတယ်နေ့လည်စာကတော့ထမင်းနဲ့အသားဟင်းတစ်မျိုးနဲ့စားပါတယ်ညစာကတော့ထမင်းနဲ့ဟင်းသီးဟင်းပဲတက်လို့စားပါတယ်အစရှိသေးလို့နော်ဆိုအဲ့လိုဟာမျိုးတွေကိုပြန်ပြီးတော့ဒီ reporting တို့မှ interpreting ပြန်လုပ်ရဆိုတဲ့အနေထားမျိုး okay ဆိုဒီဘိုင်းမှာမေးတာရှိလားခုပြောတဲ့ဘိုင်းတွေအရှင်းရှိသေးလားမရှိသေးလဲနောက်ဆုံးမှမေးလိုက်ရမယ်နော် okay ရှိလားမသိဘူးမေးပေါ့ရှိတော့ okay အဲ့ဒါဆက်သွားလိုက်မယ်နော်ဆိုတော့အခုမရှိသေးလဲနောက်ရှိလာရင်နောက်ပြီးသားမမေးလိုက် okay ဆိုတော့ types research types ရှိတယ်ဘာမျိုးစားရရှိရလဲပြီးတော့ methods ဘယ်လိုနည်းလမ်းနေနဲ့ research လုပ်လို့ရတယ်ဆိုတော့ပထမဆုံး types of research ဆိုတော့ research ရဲ့သဘောတရားက problem identification ပြဿနာကိုအရင်ရှာတယ်ပြီးရင် data collect လုပ်တယ်ပြီး analysis လုပ်တယ်ပြီးရလာတဲ့ solution တွေရလာတဲ့ results တွေကို interpret လုပ်တယ်နော်ဆိုတော့ဘယ်လိုဘယ်အကြောင်းရှိပါလဲဆိုတာကိုပြန်ပြောတဲ့အပိုင်းပေါ့ဆိုတော့ research တွေကိုအပိုင်းပိုင်းနဲ့ purpose ပုံမူတည်ပြီး classify လုပ်မယ် purpose ပုံမူတည်ပြီး classify လုပ်နှစ်မျိုးရှိတယ် pure နဲ့ applied pure research နဲ့ applied research ဆိုတော့ pure research ကပါလဲ applied research ကဆိုတော့ pure research ဆိုတာက theory ပဲ theoretical knowledge လက်တွေ့မှာမတော့ဆိုတော့ theory အနေနဲ့ပဲထားတယ်။ဘာလို့လဲသူက develop economic theory and models explore fundamental relationship လက်တွေ့မှာမတော့เนาะဆိုတော့ theory အနေနဲ့ပဲထားတာဒီ pure research applied research ကကြတော့သူကဘာလို့လဲဆိုရင် address specific practical problems and policy questions so real world issues တွေကိုဖြေရှင်းမှာစီးပွားရေးပြဿနာတွေချုပ်နေဆိုရင်အဲ့စီးပွားရေးပြဿနာကိုဖြေရှာဖို့အတွက် solution တွေရှာမယ်။နိုင်ငံရေးပြဿနာဖြစ်နေနိုင်ငံရေးပြဿနာတွေကိုဖြေရှာမယ်။လူမှုပြဿနာရှိနေအဲ့လူမှုပြဿနာတွေကိုဖြေရှာတယ်။ဆိုတော့ real world issues တွေကိုဖြေရှင်းတာဒီ applied research အဲ့လိုမျိုး theoretical knowledge အနေနဲ့ပဲထားတာဒီ pure research ဆိုတော့ pure research ကဆိုတော့ကျွန်တော်တို့ pure research ပေါ့နော်ဆိုတော့ pure research ကသူက focus on expanding theoretical knowledge so practical မပါဘူး theory ကိုပဲအခြေခံတာဒီ pure research so သူ့ရဲ့ characteristics တွေရှိရပါတော့သူ့ရဲ့ characteristics တွေက so theory driven long term knowledge contribution long term knowledge not practical only knowledge so ကျွန်တော်တို့ငယ်ကသင်ခဲ့တဲ့ဖတ်စာတွေအကြောင်းအရာမှန်မှန်ဒီ pure research လို့ပြောလို့ရအနေထားမျိုးရှိရပါတော့so ဥပမာ example ဆိုရင် theory တစ်ခုပေါ့နော် Keynes general theory of employment ပေါ့နော် so ဒီ theory ဒီ economics ရဲ့ theory လို့ဟာမျိုးပေါ့ so pure research ပြီးတော့ကျွန်တော်တို့ applied research ပေါ့ so applied research ကကြတော့ရှင်းတယ်သူက practical အတွက်ကိုတုံးတယ် real world issues တွေပေါ့နော် so real world problems တွေကိုအဓိကသူကနော်ဒီ focus ထားတဲ့ဟာမျိုးပေါ့ so problem solving orientation immediate policy relevance empirical and data driven လို့ခေါ်တယ်။မှာဆိုရင်ကျွန်တော်တို့ဒီ goods and service tax ကိုခေါ်မျိုးပေါ့နော်။ဆိုလက်တွေ့မှာဒီလူမှုစီးပွားရေးမှာကြုံရတဲ့အဲ့လိုကိစ္စတွေမျိုးတွေကိုသူတင်တာလောက်တာမျိုး။ဆိုတော့အဲ့ဒီနှစ်ခုရဲ့အောက်မှာပြန်ခွဲတာပေါ့နော်။ဆိုခုနက apply ရဲ့ keyword ရဲ့အဲ့ဒီအောက်မှာကျွန်တော်တို့6မျိုးပြန်ခွဲ။ဆိုတော့တစ်ခုက exploratory နောက်တစ်ခုက descriptive diagnostic
evaluative action research and experimental ဆိုတော့6မျိုးပေါ့ဆိုတော့တစ်ခုချင်းကိုကျွန်တော်ပြရအောင်နော်ဆိုတော့အရင်ဆုံး exploratory ကဗျာလားဆို explore ကလာဆိုတော့ explore ဆိုတာကဘယ်လိုဟာပြောချင်တာလဲဆိုတော့အရင်ရှိခဲ့ဘူးတဲ့ဒါပေမဲ့အသစ်ကိုထပ်ရှောင်ရှိခဲ့တဲ့ထဲကအသစ်ကိုရှောင်ဆိုတော့ explore လုပ်တာပေါ့ဆိုတော့ explore လုပ်တဲ့ကြောင့်သူကဘာဖြစ်လဲဆို flexible ဖြစ်တယ်နော် flexible ဖြစ်တာပေါ့နော်ရှိပြီးသားဟာကိုကျွန်တော်တို့ကဒီနော်ရှိပြီးသားဟာကိုဘာလုပ်လဲဆိုရင်အသစ်ရှောင်ရှိပြီးသားဟာ maybe ဟိုအရင်ကရှိပြီးသားကိုမသိသေးတဲ့ဟာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့လိုမျိုးနဲ့လုံးဝမရှိသေးတဲ့ဟာကိုရှာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့ explore လုပ်တဲ့သဘောပေါ့တော် flexible ဖြစ်တယ်ငကိုရှိပြီးသားဟာဆိုရင်သူကငကိုဟာကိုနော်ဒီ adopt လုပ်မှာပေါ့နော်ဆိုတော့ငကိုဟာကိုမြင်ပြီးတော့မှကျွန်တော်တို့ကအသစ်ပြန်လုပ်တဲ့ဟာမျိုးပေါ့ဆိုတော့အဲ့လိုဟာမျိုးပြီးသူကပုံမှန်ဖြစ် hypothesis testing လို့ဟာမျိုးတွေကိုသုံးရလဲရှိတယ် exploratory research ကဆိုတော့အဲ့လိုဟာမျိုးတွေအခြေခံတယ်နောက်တစ်ခုကျတော့အရေးကြီးတာဒီ theory အပေါ်ကိုလည်းအခြေခံတယ်ဆို theory ပေါ်အခြေခံတဲ့ဟာဒီ exploratory research နောက်တစ်ခုကျတော့ descriptive ဆိုတော့ descriptive က descriptive ဆိုတာက describe လုပ်တာဆိုတော့ details ပေါ့နော်တစ်ခုခုပြောခြင်း details ပြောဥပမာဆိုပါစို့မြန်မာနိုင်ငံအကြောင်းကိုပြောပါ describe Myanmar describe about Myanmar မြန်မာအကြောင်းပြောပါဆိုရင်မြန်မာနိုင်ငံဒီအရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်သည်တရုတ်နိုင်ငံအိန္ဒိယဘင်္ဂလားဒေ့ရှ်လာအိုထိုင်းနိုင်ငံတို့နယ်နိမိတ်ချင်းထိစပ်နေသည်လူဦးရေ54သန်းဝန်းကျင်နေထိုင်သည်နော်အစရှိသဖြင့်ပေါ့အသေးစိတ် describe လုပ်တဲ့ဟာမျိုးသည်ဒါ descriptive statistics ဥပမာဆိုရင်သူကနော်ဒီမှာပုံမှန်ဖြစ်ဒီမှာ example ပေးထားတယ် sunset ဆိုတာကတကောင်စင်းပေါ့နော်တကောင်စင်းဆိုလဲသိရမလားအိမ်မှာတကောင်စင်းလာကောင်ရင်မိသားစုဝင်ပဲတယောက်ရှိသလဲတယောက်ချင်းစီကိုပြန်မိမယ်တစ်ခါနော်တယောက်ချင်းစီဝင်ကဘယ်လောက်လဲနော်ဒီအိမ်တော်စုတစ်ခုလုံးဝင်ကဘယ်လောက်လဲအလုပ်ရှိသလားမရှိဘူးလားကျောင်းသားဘယ်နှစ်ယောက်ရှိသလဲကျောင်းသားကအထက်တန်းကျောင်းသားလားအလယ်တန်းကျောင်းသားလားတက္ကသိုလ်တက်နေရလားဥပမာအလုပ်ကိုင်ရှိဆိုလဲဘာလုပ်တာလဲအစရှိတဲ့နောက်ဒီအိမ်မှာရင်းနေပါရှိတာပေါ့နော်ကားတို့ဆိုင်ကယ်တို့စက်ဘိန်းတို့အဲ့လိုအစရှိတဲ့ဟာအစရှိတဲ့ပေါ့နော်အသေးစိတ်ဖော်ပြမေးမြန်းတာမျိုးဒီ descriptive research so တော့ why ဆိုတာထက် what မေးခွန်းဒီမှာအဓိကတုံးတယ်အကြောင်းဘက်ချက်ပေးရထက် what ပေါ့နော်ဘာလုပ်တာလဲနော်ဘာတူလဲဘာစားချင်တာလဲအစရှိတဲ့ဖြင့်အဲ့လိုမေးခွန်းတွေကိုအဓိကလေ့လာတာဒီ descriptive researchနောက်တစ်ခုကျတော့ diagnostics ဆိုတော့ diagnostics ကကျတော့ကျွန်တော်တို့သူက ဆေးဘက်ဆိုင်ရာမှာသုံးတာများ diagnostics ကဘာလို့လဲဆိုတော့ cause ကိုအဖြေရှာတာမဟုတ်လို့အကြောင်းပြချက်ပေါ့ဆိုတော့ဘာကြောင့်ဖြစ်တာလဲဆိုပါတော့မြန်မာနိုင်ငံမှာအခုနော်ဒီကျောင်းနေအရွယ်ကျောင်းသားတွေနေသွားတယ်ဘာလို့လဲနိုင်ငံရေးအခြေအနေကြောင့်စီးပွားရေးအခြေအနေကြောင့်အခြားလူမှုပြဿနာတွေကြောင့်နောက်အခုဆိုခေတ်စားရရှိအောင်နော်ဆိုတော့ online မှာလူငယ်တွေအုပ်စုဖွဲ့ပြီးတော့အနိုင်ကျင့်ရန်ကားတာမျိုးရှိတယ်သူရဲ့ပြဿနာကဘာလဲဖုန်းနဲ့အလွယ်တကူသုံးတာမျိုးရှိနိုင်တယ်နော်နောက်မှ TikTok တို့ဘာလို့မှအတားအဆီးမရှိအဲ့လိုမျိုးမြင်ရတယ်နောက် social media တွေမှာ TikTok လိုမျိုး social media တွေမှာအလွယ်တကူ internet လည်းလွယ်လေးတကူရတဲ့အခြေအနေinternet လွယ်လေးတကူရတာအပြစ်မဟုတ်ဘူးဘယ်လို control လုပ်မလဲဆိုတော့အစီအမံမရှိပဲနဲ့ဆိုတော့ဒီခုနပြောတဲ့နော်ဒီစက်ကြောတက်လူငယ်လက်ထဲမှာခုနပြောတဲ့အရာတွေဖြစ်သွားတဲ့ခါကျခုနပြောတဲ့ဒီအုပ်စုဖွဲ့ပြီးတော့နိုင်ကြီးရန်ကားတဲ့ကိစ္စမျိုးတွေဖြစ်တာမျိုးဆိုတော့ root cause ပေါ့။မှဆိုစီးပွားရေးမကောင်းမြန်မာနိုင်ငံစီးပွားရေးကျနေတယ်။ပြဿနာကပါလေ။နိုင်ငံရေးမကောင်းဘူး။ဒါမှမဟုတ်အခြားလူမှုစီးပွားရေးကြောင့်နောက်မြန်မာငွေကြီးကျနေတယ်ဘာလို့လဲ။ငွေကြီးဖောင်းပွားလို့အဆန်တွေရိုက်ထုတ်တာမျိုးစရှိသဖြင့်ပေါ့နော်။အကြောင်းအရာအများကြီးလေ့လာတဲ့ဟာဒီဒါက diagnostic research ။ဥပမာဆေးလိပ်တောက်ရင် cancer ဖြစ်တယ်။ cancer ဘာလို့ဖြစ်တာလဲ။ maybe ဆေးလိပ်တောက်လို့လည်းဖြစ်နိုင်တယ်။ဆေးလိပ်တော့မတောက်သူများတောက်တာအငွေ့သွားရှိပြီလို့ဒါမှမဟုတ်ဟိုမှာမီးရှို့တဲ့မီးကုန်းငွေတွေအဲ့လိုမီးကုန်းငွေတွေကအငွေ့တွေရှူမိလို့နော်အဲ့လိုမဟုတ်ဘူးအကင်းတိုင်းမှာအကင်းနေမီးနဲ့กินတဲ့အကင်းနေစားရတဲ့ကင်ဆာဖြစ်တာမျိုးဆိုအဲ့လိုစားရှိသဖြင့်root cause ကိုလေ့လာတာဒီ diagnostics research ဆိုနောက်တစ်ခုကျတော့ evaluation
evaluation ဆိုတာကပြင်မှာ judgment လုပ်တာतू ကတော့ဘယ်လိုအင်ကြီးဝတ်ထားတာ तू ကတော့လမ်းလျှောက်ဘယ်လိုလျှောက်တာစကားပြောရင်ဘယ်လိုပြောတာအဲ့လို judgment လုပ်တယ်လို့ပဲအဲ့ဒါနဲ့စင်တဲ့ judgment လုပ်တယ်လို့ပဲ evaluation ကလည်းဘာလို့ကလဲဆိုရင်ဥပမာဆိုရင် policy တွေပေါ့နော် policy တွေ program တွေနော်ဒီအကြောင်းအရာတစ်ခုကို evaluate လုပ်တယ်တစ်ခုထားပါတော့ workshop တို့ဘာလို့လုပ်တာဖြစ်ဖြစ်အတန်းတွေပါသင်တာဖြစ်ဖြစ် evaluation လုပ်တယ်ဆိုတော့လေဆောင်းမွေးဖြေတော့မှကျောင်းသားကဘလောက်အတိုင်းအထိသူစာလေးလာထားလဲဘာမှတ်မိလဲဘလို့ပြန် apply လုပ်နေလဲဆိုတာကိုစစ်ဖို့အတွက်ဆောင်းမွေးဆိုပြီးလုပ်တာဆောင်းမွေး evaluation လို့ပြောလို့ရတယ်ဆိုအဲ့သဘောတရားပေါ့ evaluation research ကလည်းခုနကပြောတဲ့ policy တွေ program တွေကိုပုံမှန်အဖြစ်ပြန်ပြီး judgment လုပ်တဲ့ဟာမျိုးဒီ evaluation research now action research action research ဆိုတာဒီမှာမိကုအမှာခေါင်းစဉ်မှာပါပြီးတော့နော် action ဆိုတော့ရှင်းတယ်သူက practical ကိုဦးစားပေးတယ် problem solving ကိုအဓိကဦးစားပေးတဲ့ဟာမျိုး action research ကကြတော့အပုံမှန်ဖြစ် teaching လို့ပါမှာသုံးတာများ action research ကဘာမှစာသင်တယ်မလားတချို့ language သင်တဲ့လူတွေဆိုရှိတယ် language သင်တဲ့လူတွေကျောင်းသားကဘယ်လိုလေ့လာရလဲ second language ပေါ့နော် English ကို second language လို့ခေါ်မြန်မာနိုင်ငံမှာဆိုတကယ်က foreign language English ဒီမြန်မာမှာ foreign language second language တော့မဟုတ်ဘူးဒါပေမဲ့ဘာသာစကားအရာဆိုရင်တော့မြန်မာစကားဒီဒါဒီ first language English ဒီ second language အနေနဲ့လေ့လာကြတယ်မြန်မာတွေကဆိုတော့ second language ကိုသူတို့ဘယ်လိုလေ့လာကြတယ်လဲဆိုတော့အတန်းထဲမှာနောက် four skills ဆိုရယ် listening skills ကိုဘယ်လိုမျိုးကျောင်းသားတွေ improve ရအောင်လုပ်နိုင်တယ်အစရှိသဖြင့်ပေါ့ဆိုတော့အဲ့လိုမျိုးဒီ problem solving အတွက်ရည်ရွယ်တဲ့เนาะဒီလှုပ်ဆောင်ချက်တွေပေါ်မူတည်ပြီးတော့မှသုတနာလုပ်တဲ့ဟာမျိုးဒီဒါဒီ action research နောက်တစ်ခုကနော်ဒါမှာဆို exam ရဲ့ agriculture innovation or financial inclusion တော့နောက်တစ်ခါကျတော့ဘာလဲဆိုရင် experimental research experiment လို့ပြောတယ် experiment ဆိုပြီးလက်တွေ့လုပ်ရတော့မှာဆိုပါစို့လယ်သမားတွေနော် suicide လုပ်ကြတယ်ဘာလို့ suicide လုပ်တာလဲလယ်သမားတွေဟိုစားပြီးလုပ်ရာသီဥတုမကောင်းလို့မိုးခေါင်လို့နော်ဟိုတီးနှံတွေကဖြစ်မထုံဘူးအကျွေးတွေနင့်နေတယ်အဲ့လိုဟာမျိုးပေါ့ search အဲ့ဒါကြောင့်မှာဆိုအိန္ဒိယမှာဆိုရင်လယ်သမားတွေကစဆိုင်လုပ်ကြတယ်မြန်မာနိုင်ငံမှာဆိုလည်းရှိတယ်ဒီဘက်ခေတ်လူငယ်တော်တော်များစဆိုင်လုပ်လာကြတယ်ဘာလို့စဆိုင်လုပ်တာလဲ social issues တွေmaybe တစ်ခါတလေမှာငွေကြီးကိစ္စနဲ့ဆိုင်တဲ့ဟာမျိုးရှိနိုင်တယ်ခါတလေမှာဒီ relationship နဲ့ဆိုင်တဲ့ကိစ္စမျိုးရှိနိုင်တယ်အစရှိသဖြင့်ပေါ့ social issues တွေ social challenges တွေကြောင့်ဒီ psychology ကနည်းနည်းလေး control မလုပ်နိုင်တဲ့အနေအထားမျိုးမှာ suicide လုပ်သွားကြအနေအထားမျိုးလို့ဆိုတော့အစရှိသဖြင့်အဲ့လိုဟာတွေကို experiment လုပ်တဲ့ဟာတွေဒီဒါ experimental research ဥပမာဒီနောက်တစ်ခုပြောလို့ရတယ်အပင်တွေသိရမှာအပင်တွေ day 1 day 2 day 3ဘယ်လိုရှင်းသလားဆိုတဲ့ဟာမျိုးဒါတချို့ဆို cosmetic တုံးတယ် cosmetic မျက်နှာမှာသိရမှာဟို watch ချန်လိုမျိုးအဲ့လိုမျိုးထွက်တဲ့ခါကျတော့သူကဆန်းသုံးမယ် cosmetic ပစ္စည်းတခုဆန်းသုံးမယ် okay day 1မှာတော့ဒီလိုအခြေအနေရှိတယ်day 2မှာတော့နည်းနည်းငါ့အသားကြီးကပိုကောင်းလာတယ်day 3မှာတော့ဘယ်လိုကောင်းလဲအစရှိသဖြင့်ပေါ့ဆိုအဲ့လိုဟာမျိုးလုပ်တဲ့ဟာမျိုးဒီ experimental researchဆိုဒီမှာဒီ example က interest rate အတိုးနှုန်းတွေ investment အကြောင်းတွေနောက် subsidy ထောက်ပံ့ခြင်းငွေပေါ့နော်ဆိုတော့ထောက်ပံ့ခြင်းငွေပေးတာကတကယ်ရောလက်တွေ့မှာအဆင်ပြေရလားဥပမာဆိုပါလို့ covid ကာလတုန်းကအိမ်တော်စု4000ပေးတယ်ဟုတ်ပြီနော်ဆိုအဲ့လိုထောက်ပံ့ခြင်းပေးတာကတကယ်ရောအဲ့တော့ဆိုပြောကြလေဘာလို့ပတ်စံပေးမှလဲအပြင်ထွက်လို့မှမြတ်တာလိုအပ်တဲ့ပစ္စည်းတွေပေးတာမဟုတ်ဘူးဆန်စီဘာညာတာကပေးရမလို့ပြောတယ်ဆိုအဲ့လိုဟာမျိုးပေါ့ဒီထောက်ပံ့ငွေပေးတာဒီတကယ်ရောတက်ရောက်မှုရှိရလား effective ဖြစ်ရလားဆိုတဲ့ဟာမျိုးတွေကိုစဉ်းစားမှာဆိုတော့သူ့မှာ limitation တော့ရှိရပါတော့ဆို limitation ကဒါ economic shootout ကနေပြောတာမှာအတွက်ကြောင့် limitation က ethical constraint prevent manipulations of certain variables သူကလက်တွေ့တကယ်ကြုံတွေ့နေရလူကိုဓာတ်ရိုက်သွားမိတာအဲကြောင့် data ကိုလိမ်လို့မရဘူးအဲ့လူကပြောတဲ့ဟာကိုပဲကိုက type မှတ်လာပြတဲ့ခါကျ data လိမ်လို့မရတဲ့ပြဿနာအဲ့လိုဟာတော့ limitation ရှိအောင်နော်နောက် classify ထလို့ data nature ကို classify လုပ်မယ် data nature ဆိုခုနပြောတဲ့ qualitative နဲ့ quantitative ပေါ့ဆိုတော့ quantitative ဆိုတာကသူက numerical data နော်ပုံမှန်hypothesis တွေကို testing လုပ်ဖို့အတွက်နော် statistical method တွေသုံးမယ် numerical data တွေသုံးမှာပေါ့။ဘာလို့ဘယ်လိုဟာမျိုးတွေလဲဆိုရင်မြန်မာနိုင်ငံစီးပွားရေး GDP ကဘယ်လောက်ရှိတယ်လဲ inflation rate ကဘယ်လိုအခြေအနေရှိတယ်လဲ currency exchange rate ကဘယ်လိုအခြေအနေရှိတယ်လဲနောက်ကြရင်အလုပ်လက်မဲ့ unemployment rate ကဘယ်လိုအခြေအနေရှိတယ်လဲနောက်ကျောင်းနေအရွယ်နော်ရာခိုင်နှုန်းကျောင်းတက်တဲ့ဦးရေဘယ်လောက်ရှိတယ်လဲအဲ့လိုအစရှိတဲ့ဟာတွေပေါ့နော်ဆိုတော့ numerical data တွေကိုအခြေခံတဲ့ research ဒီ quantitative quantity ပေါ့နော်ဆိုတော့မဟုတ်ဘူး non numerical data ဆိုတော့ non numerical data ဆိုတော့ open ended question တွေပေါ့ဥပမာဆိုရင် band သိကြိုက်သလား
ကြိုက်တယ်မကြိုက်ဘူးအမှရက်သွားရင်အဲ့ဒါ quantitative နော်အမှရက်သွား quantitative quality ကကြတော့ထပ်မိမယ်ကြိုက်တယ်ဆိုရင်ဘာလို့ကြိုက်တာလဲအဲ့ကြတော့ဖြေတော့မယ်ပန်းသီးကချိုးတယ်0နည်းနည်းကြည့်ပြီးမယ်တခြားသီးတဲ့ဆိုင်ဒီအာဟာရဓာတ်လည်းပူကျွဲတယ်အစရှိသဖြင့်ပေါ့ဒါသူ့ရဲ့ reason ကိုပြောမယ်ကြိုက်တဲ့ reason okay မကြိုက်တဲ့လူကလည်းပြောမယ်ဘာလို့မကြိုက်တာလဲလို့မေးအောင် open ended question ပြောမယ်ဘာလို့မကြိုက်တာလဲ why မေးခွန်းနေအဓိကသုံးရင်qualitative ဘာလို့မကြိုက်တာလဲရှင်းတယ်အပန်းသီးကဈေးကြီးတယ်အခုဆိုပူတော်မှရှားသွားဘာညာပေါ့နော်အစရှိသဖြင့်အဲ့လိုဟာမျိုးဆိုရင်ဒါဒီ qualitative ပုံမှန်ဒီ qualitative ဒီ interview ဆိုတာကဒီ open ended question တွေကိုအဓိကသုံးတာပြောနော်ဆိုတော့နှစ်ခုလုံး interview သုံးတယ် quantity မှာလည်း interview ရှိမှာပဲကြိုက်လားမကြိုက်လားဆိုတာဒါ interview ပဲဟုတ်ဆိုတော့တိထားမှာ quantitative ဒီ close ended question option ပေးထားမယ်အဲ့ထပ်ပဲယူခိုင်းတာ close ended question ဒါပေမဲ့ qualitative ကကျတော့ close ended မဟုတ်ဘူး open ended question ဒါမဲ့ကိုယ့်ရဲ့ research ကနှစ်ခုလုံးပေါင်းထားမှာခုနကပြောတဲ့ close ended question တွေလည်းပါမယ် open ended question တွေလည်းပါမယ်အဲ့ဒါဆိုဘာလို့ခေါ်လဲဆိုတော့ mix method လို့ခေါ်တယ် mix နှစ်ခုရောထားတာ mix mix method ဆိုတော့နောက်တစ်ခုကကျတော့ time frame ပေါ်မူတည်ပြီးတော့လည်းခွဲကြတယ်ဆိုတော့ time frame က3ခုရှိတယ်ဒီမှာတော့တစ်ခုပဲပြောတာဘာလို့နှစ်ခုလဲဆိုတော့နောက်တစ်ခုကတို့နှစ်ခုပေါင်းထားမှာနောက်တစ်ခုက cross sectional ဆိုတာကသူကဒီအချိန်ကာလတစ်ခုဥပမာဆိုရင်2025ခုနှစ်ရဲ့စီးပွားရေးအခြေအနေကိုလေ့လာကြပါစို့အဲဆိုရင်မြန်မာနိုင်ငံအကြောင်းလေ့လာမယ်ထိုင်းနိုင်ငံအကြောင်းလေ့လာမယ်တရုတ်နိုင်ငံအကြောင်းလေ့လာမယ်အိန္ဒိယနိုင်ငံအကြောင်းလေ့လာမယ်လာအိုနိုင်ငံဘင်္ဂလားဒေ့ရှ်ဂျပန်ကိုရီးယားအမေရိကဆိုအစရှိသဖြင့်ပေါ့အချိန်ကာလတစ်ခုထဲမှာပဲမတူညီတဲ့ topic တွေမတူညီတဲ့ different subjects or unit မစီးပွားရေး inflation currency exchange အစရှိသဖြင့်အဲ့လိုဟာကြီးပေါ့နော်အဲ့လိုဟာမျိုးတွေကိုလေ့လာတာဒီ cross sectional studies ဆို longitudinal ကကြတော့ longitude ဆိုတာအရှေ့ longitude နောက် longitude ဟုတ်တယ်မလားရှေ့ longitude နောက် latitude longitude ဆိုတော့ horizontal ပုံစံတိုင်းသွားမယ်ဆိုတော့ longitude ကကြတော့သူက subject ကတစ်ခုတည်း timeline မတူတော့ဘူးမြန်မာနိုင်ငံရဲ့စီးပွားရေးအကြောင်းလေ့လာကြမယ်2021ကနေစလေ့လာ2021 22 23 24 14 17 13 14 15ဒါတစ်ဖြတ်ဒါဒီခါရိုးဆိုရဒါ2016 19 18 19 20ဒါတစ်ဖြတ် NLD ဆိုရအခု21ကနေစလေ့လာမယ်ဒါအာနာသိန်းမျိုးကာလ17 22 23အစရှိသေးပြီပေါ့နော်ဆိုအဲ့လိုဟာမျိုးတွေအကြောင်းအရာတော့တစ်ခုတည်း subject ကတော့တစ်ခုတည်းဒါပေမဲ့ timeline မတူတော့တဲ့အနေအထားမျိုးဆိုရင်ဒါဒီ longitudinal studies okay နှစ်ခုလုံးပေါင်းလိုက်မယ်အချိန်ကလည်း9နှစ်10နှစ်အကြောင်းအရာကလည်း subject ကလည်းခုနပြောတဲ့ခုတည်းမဟုတ်နိုင်ငံပေါင်းစုံအကြောင်းအရာပေါင်းအဲ့ဒါဆို panel လို့ခေါ်တယ် panel data PANEL panel လို့ခေါ်တယ်ဆိုတော့ panel data ပေါ့ဆိုတော့ဒါကခုန types okay ခုန types ကိုသိပြီကိုယ့်ရဲ့ research ကဒီဟာလုပ်မယ် methods ကိုသိရဆိုတော့ဘယ်လို methods တွေကိုသုံးပြီး research လုပ်မလဲဆိုတော့ဘာလို့ဒီ historical research historical ဆိုတော့ရှင်းတယ်ဟို past ပေါ့နော်တမိုင်းကြောင်းကအတိတ်ကအကြောင်းအရာတွေကိုပြယူမှာနော်အတိတ်ကအကြောင်းအရာတွေကိုပြယူမှာဆိုတော့ဘယ်လိုဟာရှိတယ်လဲဟိုအရင်ကလေးလာတွေ့ရှိထားတဲ့ဟာတွေကိုပြန်သုံးမယ် maybe ကိန်းဂဏန်းအချက်လက်တွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့လိုပုံပဲအကြောင်းအရာတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့အဲ့ဒီနေရာမှာဆိုရင်ဆိုပါစို့ဘယ်လိုဟာရဖြစ်နိုင်လဲ primary source လို့ခေါ်တယ် source ကဘဝပြင်တစ်ခုရှိတယ် primary နဲ့ secondary ဆိုတော့ primary source ပေါ့ဆိုတော့ primary source ဆိုတာဘာလဲ primary source ဆိုတာအစိုးရစာအုပ်စာတမ်းအစိုးရထုတ်တဲ့မူဝါဒဆိုင်စာအုပ်စာတမ်းတွေနောက်ကျောင်းသင်ရိုးစာအုပ်လိုဟာမျိုးတွေနောက်တခြားလူတွေရေးတဲ့စာအုပ်စာတမ်းလိုဟာမျိုးတွေအဲ့လိုဟာမျိုးပေါ့အစိုးရမဟုတ်ဘူးဥပမာ World Bank ကမ္ဘာ့ဘဏ်တို့ဘာထုတ်တဲ့ဟာမျိုးတွေနောက်ကမ္ဘာအလုပ်သမားအဖွဲ့ ILO တို့ဘာထုတ်တဲ့အဲ့လိုအချက်လက်မျိုးတွေဆိုလဲအကျုံးဝင်တယ် primary source တွေမှာနောက်ကကြ temporal analysis ကကြတော့ဟိုးအရင်ကအတိတ်မှာဘာတွေဖြစ်ခဲ့လဲအတိတ်ကအကြောင်းအရာတွေကိုလေ့လာမယ်ဒီဘက်ခေတ်မှာဘယ်လိုမျိုးတရားမှုရှိသလဲဆိုတဲ့ဟာမျိုးတွေကိုနော်ဒီလေ့လာတဲ့ဟာဆိုအဲ့လိုဟာမျိုးတွေကိုဟိုသုံးတဲ့ဟာမျိုးဆိုရင် historical research လို့ခေါ်တယ်နောက်တစ်ခါကျတော့နော်ဒီအတိတ်နဲ့လက်ရှိဟာနဲ့ချိန်မှာ connection လုပ်မှာဆိုအတိတ်မှာဒီလိုဖြစ်ခဲ့တယ်ဆိုပါစို့1988မှာတော့နော်ဒီလိုအလားတူဖြစ်ရမျိုးဖြစ်ခဲ့တယ်ဆိုအဲ့ဒါကြောင့်ဘာတွေဖြစ်သွားလဲ impact ကခု2021မှာပြန်ဖြစ်တော့ဘယ်လို impact ကြီးအစရှိသဖြင့်ပေါ့နော်
ဆိုအဲ့လိုဟာမျိုးတွေကိုသူက contextual link အဲ့လိုဟာမျိုးတွေလုပ်တဲ့ research method ဒီ historical research ခုနကဟာ type เนาะမတူ type ဆိုတာကကိုယ့်ရဲ့ research ကဘယ်လိုပုံစံနဲ့ရှိလဲ diagnosis လားเนาะ descriptive လား exploratory လားเนาะ experimental လား evaluation လား action လားအဲ့လိုဟာမျိုးဒါကြတော့ဘယ်လိုနည်းနဲ့နေသုံးပါလဲမှဆိုတမိုင်းကြောင်းအချက်လက် data တွေသုံးမလားအဲ့ဒါဆိုရင်သိကြတယ်ဒါဒီခုနကပြောခဲ့တဲ့ longitudinal section လို့ဟာမျိုး longitudinal အကြောင်းအရာတစ်ခုပဲအချိန်နဲ့မတူဘူးဒါ historical research ကအဲ့ဒါအတွက်သုံးလို့ရတယ်နောက်တစ်ခုက survey ကကျတော့သိရမှာဒီခါကျရင်မိခွန်းတွေကောက်တယ်လေ survey လေးဖြည့်ပြပါအောင်ကျောင်းအတွက်တို့တချို့ကျောင်းတော်မို့ NGO တို့ပါတော့ကောက်တဲ့ဟာမျိုးရှိ survey research survey ကောက်တယ်အမှဒီတကောင်စီတို့ပါတော့လည်းလုပ်တဲ့ဟာဒီ survey ပဲနော် survey research ကကျတော့ဘယ်လိုဒီနဲ့တုံးလဲ census survey ကကျတော့တကောင်စီကကျတော့တနိုင်ငံလုံးအနှံ့ကောက်ရတာတကောင်စီကနောက် sample survey ကကျတော့အဲ့လိုမဟုတ်ဘူးဆိုပါစို့တောင်ကလာပါမြို့နယ်ကလူတွေရဲ့နေထိုင်မှုပုံစံတွေလေ့လာတောင်ကလာပါမြို့နယ်မှာလူတွေကအများကြီးပဲနော်တိန်းနဲ့ချီပြီးရှိရရှိသမျှလူအကုန်လိုက်ကောက်လို့မရဘူးအစိုးရလည်းမဟုတ်အစိုးရဆိုရင်တော့ပတ်စံရှိအချိန်ရှိတော့ကိစ္စမျိုးလူဖြန့်ကောက်တယ်ကိုယ့်ကိုသူ့နာလုံးမဲ့လူတသိန်းချက်တသိန်းလုံးလိုက်ကောက်ဖို့ဘယ်လိုမှအဆင်မပြေဘူးအဲကြောင့်ဘာလုပ်ရလဲဆိုရင်လူသိန်းတွေကနေပြီးတော့ကိုစားပြုမဲ့လူဆွဲထုတ်မယ်အဲ့ဒါကို sample surveys လို့ခေါ်တယ်နောက်တစ်ခုကျတော့ panel surveys ကကြခုနကပြောခဲ့တဲ့เนาะအတိတ်ကအချက်လက်တွေ data ရှိရဲ့အဲ့ဒါကိုအခြေခံပြီးတော့ survey ယူတာမျိုးအဲ့ဒါအခြေခံပြီးတော့ကိန်းဂဏန်းအချက်လက်ယူတဲ့ဟာမျိုးဒီ panel surveys လို့ခေါ်တယ်ဆိုတော့ဒီမှာဆိုရင် survey ကောက်ဖို့အတွက် question လို့မယ်เนาะ survey ကောက်ဖို့အတွက် question လို့မယ်ဆိုတော့မိခွန်းရလာပြီဆိုခုနပြောတဲ့ sample ပေါ့နော်လူသိန်းရှိသိန်းလုံးကောက်ဖို့အဆင်မပြေဘူးသူတို့ကိုလွှမ်းခြုံမှုရှိတဲ့လူကြီးအတွက်ကိုကောက်မယ်ပြီးရလာပြီ data လည်းခုလည်းရလာပြီဆိုတော့ probability လား non probability လားပြီးပြပြမယ်အနောက်မှာလာလိမ့်မယ်ဆိုတော့ probability ဆိုတာကသင်္ချာမှာသင်ရပါတော့ဆိုတော့ဖြစ်တန်စွာပြောဆိုတော့ sampling လုပ်တဲ့အခါမှာ sample ဘယ်လိုလုပ်မလဲ sample ဆိုတာကဒီလူအားလုံးကိုမကောက်နိုင်တဲ့ကြောင့်သူတို့ကိုစားပြုမဲ့လူကိုရွေးထုတ်ရတာအဲ့ဒါကို sampling technique လို့ခေါ်ဆိုတော့ sampling technique ကနှစ်ခုရှိတယ် probability နဲ့ non probability နဲ့တစ်ခုရှိတယ် okay ကိုယ်မှာ data လည်းရလာပြီ data ရပြီဆိုအဲ့ data ကိုဘာလုပ်လဲဆိုရင် analysis လုပ်မယ်ဆိုတော့ data analyze လုပ်မှာပေါ့နောက်တစ်ခါကျတော့ခုန survey method နဲ့ဆင်တဲ့ case study ကကျတော့သူကရှိပြီးသားဟာ company တစ်ခုကြောင် survey လုပ်မယ်သူ company ကဘယ်လို policy နဲ့ run နေရလဲလုပ်ငန်းတွေဘယ်လိုလုပ်နေလဲအစရှိတဲ့တကယ်ရှိတဲ့အကြောင်းအရာကိုလေ့လာဆန်းစစ်တာဒီဒါ case study method နောက်တစ်ခါကျတော့ခုနလယ်သမားတွေကိုလိုက်မိတဲ့ဟာမျိုး field study ပေါ့နော် field study ကပုံမှန်ပြီး survey method နဲ့နည်းနည်းဆင်တယ်နော်survey method ကကျတော့သူကခါကျရင်ကိုယ်တိုင်ကောက်တာလည်းဖြစ်တယ်ခါကျရင်တခြားလူကောက်ခဲ့ပြီဖြစ်တယ် field study ကကျအဲ့လိုမျိုးကိုယ်တိုင်တကယ်တရားမှုရှိတဲ့လူစီကိုတွားပြီးကောက်ခဲ့အဲ့လိုဟာမျိုးဒီ field study methodology ဆိုတော့ဒီမှာဆိုရင် urban informal economy rural credit utilization အစရှိတဲ့ example ပေါ့နော် okay နောက်တစ်ခါကျတော့သူတို့တစ်ခုချင်းနေမဟုတ်ဘူးပေါင်းထားတာနော်နှစ်ခုပေါင်းလာလိုက်ပြနိုင်တယ်3ခု4ခုအဲ့လိုပေါင်းလာလိုက်ပြနိုင်တယ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်သူကခါတလေမှာတချို့ဟာတွေကဒီတစ်မျိုးတည်းနဲ့လုပ်လို့ရတယ်တချို့ဟာကျတော့တစ်မျိုးနဲ့လုပ်လို့မရဘူးအနည်းဆုံး2မျိုး3မျိုးပေါင်းရတယ်အဲ့ကြောင့်သူဘာလို့ခေါ်ဆို mix method လို့ပြောတာ integration of method ဆိုတာ mix method ပဲ quantity နဲ့ quality နဲ့တစ်ခုပေါင်းပြီးတော့ research လုပ်တာအဲ့လိုမျိုးနဲ့တိကျလုပ်တာမဟုတ်မှ descriptive နဲ့ quantitative နဲ့ပေါင်းလိုက်တာမျိုးအစားရှိစေမျိုးပေါ့ဆိုတော့အဲ့လိုမျိုးနှစ်ခုနဲ့အထက်ပေါင်းတဲ့ဟာမျိုးဒီ mix method လို့ခေါ်တယ်ဆိုတော့ဒီဟာလဲတချို့လူတွေလည်းဒီ method ကိုသုံးတယ်သူကကျတော့နာမည်တည်တဲ့ရလို့တော့မရှိဘူးခုနအရှိရလို့နာမည်တည်တဲ့တော့မရှိဘူးအရှိရဟာတွေကိုပေါင်းပြီးတော့လုပ်တဲ့ဟာမျိုးဒီ mix method research လို့ခေါ်ဆိုတော့ဘယ်လို method ကိုသုံးမလဲခုန method တွေကတော့အများကြီးပဲသိရမလားဒီက quality သုံးမလား quantity သုံးမလားဒါမှမဟုတ်ဘဲနဲ့exploratory သုံးမလားဒါမှမဟုတ် experimental သုံးမလားဘယ်လိုဟာသုံးလဲဆိုတာကိုကမသိနိုင်အဲ့ကြောင့်ကိုဒီ right method ကိုသိဖို့လိုတယ်ဆိုတော့ right method ဒီမှာကိုရဲ့ research ကပို့ပြီးတော့အကျိုးရှိမှာပို့ပြီးတော့ထိရောက်မှုရှိမှာဆိုတော့အဲ့ဒီကြောင့် right method ကိုသိဖို့လိုတယ်ဆိုတော့ right method ကိုသိဖို့အတွက်အရင်ဆုံး research question နဲ့ချိန်ထိုးရမယ်ကိုရဲ့ research question ကဘယ်လို method မျိုးအတွက်အဆင်ပြေတယ်လဲနောက်တစ်ခါကျတော့limitation တစ်ခါတလေမှာအချိန်မလောက်တဲ့ limitation ရှိရဲတစ်ခါတလေမှာပတ်စံမလုံလောက်တဲ့ limitation ရှိရဲအထူးအများကြီးပေါ့နော် limitation တွေ
အဲ့ဒီ limitation တွေကိုလည်းချိန်ထိုးစဉ်းစားမယ်တဲ့ဆိုတော့ limitation ပေါ့နော်ကိုယ်မှရှိ limitation ကဘယ်လို method နဲ့ဆိုအဆင်ပြေမလဲဆိုတဲ့ဟာမျိုးကိုလည်းကိုယ်ကသိဖို့လိုတယ်ဆိုတော့နောက်တစ်ခါကျတော့ methodology ပေါ့နော်ဆိုတော့ဘယ်လို methodology ကိုသုံးသင့်တယ်လဲဆိုတဲ့ဟာတွေကိုအခြေခံပြီးတော့မှကိုက types of research ကိုယူရမယ်ဆိုတော့ method of research ကိုယူရမယ်ဆိုတော့ဒီချက်တွေကိုအခြေခံပြီးတော့မှဒါလေကိုယ့်ရဲ့သုတေသနကစစ်မှန်တဲ့ကောင်းမွန်တဲ့မှန်ကန်မှုရှိတဲ့သုတေသနမျိုးဖြစ်လာမယ်ဆိုတဲ့အနေအထားမျိုးရှိအောင်ဆိုတော့ research ကိုဘယ်လိုမျိုး design လုပ်မလဲ how to design the research ဆိုတော့ research design ဆိုတော့ခုနအရှိမပြောခဲ့ပါတော့ဆိုတော့ question တွေ literature review တွေ data collection တွေ analysis လုပ်တာတွေ hypothesis တို့ objectives တို့အဲ့လိုဟာတွေပေါ့ဆိုတော့အဲ့လိုဟာတွေမှာ research design ကဘာလဲလို့ရလဲတော့ blueprint ဆိုတော့ blueprint ဆိုတာကအရေးကြီးတယ်အကျိုးရှိတယ်အဲ့လိုဟာမျိုးပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကြောင့် research design ကိုလုပ်ရတယ်နောက်တစ်ခါကျတော့ quality assurance ဆိုတော့ quality assurance ကကျတော့သိရမလားအရေးကြီးတာရေးဟိုပြောချင်တာပြောဆိုရင်ဒါအရက်ထက်ပုံစံပြောလိုက်မယ်ဆိုတော့ research ရဲ့သဘောတရားကကိုယ့်ရဲ့အဖြေသည် valid ဖြစ်တယ် reliable ဖြစ်တယ်အများသူမှယုံကြည်ရတယ် feasibility ပြန်သုံးလို့ရတယ်ဆိုတော့အဲ့လိုအစရှိတဲ့အချက်တွေဒီသူ့ရဲ့features တွေလို့ပြောရပါတော့ research ရဲ့ features တွေအဲဒါကြောင့်အဲ့လိုအချက်တွေအတွက် research design လုပ်ရတယ်ဆိုတော့ research design မှာဆိုရင်သူက components တွေရှိတယ် research design ကိုဘယ်လိုဟာတွေနဲ့ပေါင်းစည်းထားလဲဆိုတော့ problems research problems ပြီး objectives အရှိရဟာနဲ့ဆင်းတဲ့အရှိမခုနပြောခဲ့တဲ့ဟာတစ်ခုရှိတယ်အဲ့ဒါနဲ့အတူတူပဲနောက် hypothesis လုပ်မယ်ဘာလို့ test လုပ်မအောင်ကိုယ့်ရဲ့ result နဲ့ကိုယ့်ရဲ့ question နဲ့ကိုကိုင်မကိုင် testing လုပ်မယ်ဆိုတော့ hypothesis လုပ်မယ်ပြီးရင်လူဘယ်နှယောက်ကိုကောက်မှာလဲမထားပါတော့အောက်ကလာပါမျိုးနေရာလူတွေကို research လုပ်မယ်ဆိုတမျိုးနဲ့တော့လူလိုက်ကောက်လို့မရနိုင်အဲ့တမျိုးနဲ့တော့လူဒီ population ကိုကောင်းတဲ့ပတ်သက်ဆက်နွယ်မှုရှိတဲ့လူအားလုံးဒီ population အဲ့လို mobile နဲ့ကိုကနော်ကွက်လေး represent ဖြစ်မဲ့ပမာဏကိုပဲယူတာမျိုးဒီ sampling လို့ခေါ်တယ်။ဟုတ်ပြီသူတို့ရှာနေပြီး data ကောက်မဲ့ data collections ပြီးအဲ့ဒါပြီးကိုကဘယ်ကာလအတွင်းသုတေသနလုပ်မှာလဲ2လအတွင်းလုပ်မှာလား3လအတွင်းလုပ်မှာလားတစ်နှစ်အတွင်းလုပ်မှာလားအစရှိသဖြင့်ပေါ့။ဥပမာ master သမားရေးဆိုရင်ထားပါတော့ master တက်နေလို့ဆိုရင်ပုံမှန်ပြင်တချို့ media ဆိုရင် second year တစ်နှစ်လုံးသုတေသနလုပ်ရတယ်။တချို့ media ဆိုရင်second year second semester ပေါ့နော်၄လစာပဲသုတေသနလုပ်ရတယ်။ bachelor သမားဆိုလည်းအဲ့လိုပဲ term paper အစုဖွဲ့လိုက်လုပ်တဲ့ term paper ဒီလေဒီ၄လအတွင်းလုပ်ရပြီပေါ့။ဘာလို့ PhD သမားဆိုအနည်းဆုံး3နှစ်ကနေ5နှစ်သုတေသနလုပ်ရအောင်အဲ့လို search theory ပေါ့ timeline ကလည်းမတူကြဘူး။ NGO ကလုပ်တဲ့နိုင်မှာသူ့ timeline ကတော့ပြီးသားပေါ့ဆိုအဲ့လိုဟာမျိုးပေါ့ဆိုတော့ sampling technique အရေးကြီးတယ် sampling technique ကခုနကပြောခဲ့တယ်ဆိုတော့တမျိုးနဲ့မျိုးနေရအောက်ကလာပါမျိုးနဲ့လူတွေကောက်ချင်တယ်တမျိုးနဲ့တော့ကိုမသွားနိုင်ဘူးတမျိုးနဲ့တော့လူကသိန်းနဲ့ချီချီတာကိုအကုန်ကောက်ဖို့တော့မဖြစ်နိုင်ဘူးမဖြစ်နိုင်တဲ့အတွက်ဘာလုပ်ရလဲအဲ့ဒီလူသသိန်းကိုလွှမ်းခြုံမှုရှိဖို့အတွက်လွှမ်းခြုံမှုရှိနိုင်မဲ့ sample ကိုက sample ကိုပဲကောက် maybe အဲ့တသိန်းကိုလွှမ်းခြုံတာဒီလူ100လည်းဖြစ်နိုင်တယ်200လည်းဖြစ်နိုင်တယ်300လည်းဖြစ်နိုင်တယ်ဆိုတော့အဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင် sample လို့ခေါ်တယ် sample size လို့ခေါ်တယ်ဆိုတော့အဲ့ဒီ sample ကိုရွေးထုတ်ဖို့အတွက်သုံးတဲ့ technique ဒီ sampling technique ဟုတ်ပြီနော်ဆိုတော့မရောနဲ့နော်ဆိုတော့ population ဆိုတာကကိုယ့်ရဲ့ခေါင်းစဉ်နဲ့ပတ်သက်ကိုလုံးမဲ့အကြောင်းအရာကိုလုံးမဲ့သုတေသနအကြောင်းနဲ့ပတ်သက်တဲ့လူအားလုံးဒီအကျုံးဝင်တဲ့လူအားလုံးဒီ population ဘာဆိုရင်တောင်ကလာပါမြို့နေရာလူတွေရဲ့နေထိုင်စားသောက်မှုကိုလေ့လာတောင်ကလာမှာရှိသမျှလူအားလုံးဒီဒါ population အကုန်လုံးကောက်ဖို့အတွက်ကိုအစင်မပြေဘူးအချိန်ငွေကြီးဘယ်လိုမှမဖြစ်နိုင်တဲ့အကြောင်းသူတို့ကိုပုံစားပြနိုင်မဲ့ပမာဏကိုပဲsurvey ကောက်မှာဆိုတော့အဲ့ဒါကိုဘာလို့ခေါ်လဲဆိုအဲ့ဒီပမာဏဒီ sample ဆိုတော့ sampling method နှစ်ခုရှိတယ်ပထမတစ်ခုက probability sampling နောက်တစ်ခုက non probability sampling ဆိုတော့ကိုယ့်ရဲ့အခြေအနေပေါ်မူတည်ပြီးတော့ကိုကဘယ် method ကိုသုံးမလဲ probability sampling အောက်က sampling method တွေကိုသုံးမလားသို့မဟုတ် non probability sampling အောက်က method တွေကိုသုံးမလားဆိုတော့ probability sampling အောက်မှာ method 5ခုဒီမှာပြတာပါနော် random sampling ဆိုတော့ကြုံရကြပဲဟိုလွယ်တတ်မှတ်ထားမှမရှိဘူးဆိုတဲ့ဘက်ကလူတိုင်းမှာအခွင့်အရေးရှိတယ်လူတိုင်းမှာ survey ဖြေနိုင်ဖို့အတွက်အခွင့်အရေးရှိတယ်နော်ဆိုတော့ random ဆိုတော့ကြုံတဲ့လူကောက်တာမှထားပါတော့ကိုယ်လမ်းထိပ်မှာနေပြီးတော့ရှိသမျှလမ်းထိပ်ကထွက်လာလူမနဲ့ကောက်မှာဘသူရဲ့ဘယ်ဝိုင်းလို့ပုံခွဲဆိုအဲ့လိုဟာမျိုးပေါ့အဲ့လိုဟာမျိုးဒီ random sampling ဆိုတော့အကုန်လုံးဒီ equal chance ရှိတယ်အကုန်လုံးပါနော်နောက်တစ်ခါကျတော့ stratified sampling ပေါ့ဆိုတော့ stratified sampling ကကျတော့ဘယ်လိုဟာပြောကြည့်တာလဲ stratified sampling ကကျတော့
နော်သူကဒီ sub group တွေပြန်ဖွင့်လိုက်တာဟုတ်ပြီနော် sub group တွေပြန်မှာဘယ်လိုဟာမျိုးလဲဆိုရင်ဆိုပါစို့ education နဲ့ပတ်သက်တဲ့ဟာတော့အကြောင်းတွေကောင်းမှာလားမြို့အကြောင်းတွေကောင်းမှာ okay မြို့အကြောင်းတွေကောင်းဆိုတော့မြို့အကြောင်းတွေဆိုဘယ်နေရာကအကြောင်းတွေကောင်းမလဲအဲ့လိုအစရှိတဲ့ sub group တွေတူအစုဖွဲ့လေးစုဖွဲ့ပြီးတော့ကောက်တဲ့ sampling ဒီ stratified sampling so systematic sampling ကကြတော့ဘယ်လိုဟာမျိုးလဲဆိုပါစို့တောင်းလာပါမျိုးလဲ14ရက်ကွက်ကနော်လမ်းနံပါတ်1ကိုကောက်မယ်လမ်းနံပါတ်1ကိုဘယ်လိုကောက်မလဲထိတ်ဆုံးကနေရည်မယ်9အိမ်မြောက်တိုင်း9အိမ်မြောက်တိုင်းကောက်မယ်သူ့ရဲ့ system အတိုင်းပဲနော်9အိမ်မြောက်မှာထိတ်ဆုံးအိမ်ကနေရည်မယ်1 2 3 4 5အဲ့အိမ်ကိုကောက်မယ်တခါ1 2 3 4 5အဲ့နောက်တစ်အိမ်10အိမ်မြောက်ပြတိုင်းပေါ့နော်တခါထပ်ရည်မယ်15အိမ်20အဲ့လိုဟာမျိုး systematically ကောက်တဲ့ဟာမျိုးဒီ systematic sampling နောက်တစ်ခါကျတော့ cluster so cluster sampling ကကျတော့ဘယ်လိုဟာမျိုးလဲ cluster ဆိုရအစုအဖွဲ့ပေါ့နော်သူကအစုအဖွဲ့ဟိုဆိုပါစို့အကြောင်းတွေကို survey ကောက်မှာနော်ဆိုတော့အကြောင်းတွေကို survey ကောက်မယ်ဆိုရင်မြို့ပေါ်အကြောင်းတွေကောက်မှာမြို့ပေါ်အကြောင်းတွေ survey ကောက်မှာဆိုတော့မြို့ပေါ်အကြောင်းတွေကအကြောင်းအလုံးကောက်လို့မရဘူးတချို့အကြောင်းတွေကိုယူလိုက်မယ်ဟုတ်ပြီနော်ဆိုပါစို့မြို့ပေါ်မှာအကြောင်းက10အကြောင်းရှိတယ်5အကြောင်းကိုယူမယ်အဲ့5အကြောင်းလုံးမှာ10အကြောင်းနဲ့အကုန်လုံးကောက်တာအစုဖွဲ့လိုက်ကောက်တာဒီ cluster sampling so multi stage ကကြတော့သူက multi stage ကကြတော့ခုနပြောတဲ့အဆင့်တွေခုနပြောတဲ့အချက်တွေကနှစ်ခုပေါင်းတာပုံမှန်ဖြင့်အခြားအချက်တွေနဲ့က random sampling နဲ့ပေါင်းတာရတယ် so stratified လို့ systematic အဲ့ဒီဟာတစ်ခုနဲ့random sampling နဲ့ပေါင်းလိုက်တာမျိုးဒီ multi stage sampling ဆိုတော့ဒီဘက်က probability sampling ဒီအကုန်လုံးမှာ equal chance ရှိတယ်နောက်တစ်ခုသူနဲ့ဆက်နေဘက်က non probability sampling so non probability sampling မှာက purposive ဆိုတော့ရှင်းတယ်ရည်ရွယ်ချက်ရှိနဲ့ကောက်တာ so equal chance မရှိဘူးကိုကောက်ချင်တယ်လို့ကောက်မှာကိုကမင်းကတော့ငါတငယ်ဒီမလို့မင်းကိုကောက်လိုက်မယ်လွယ်တယ်တခြားလူကတော့ဘလူးဘာညာဆိုပြီးတော့အဆရှိပေါ့နော်ဒီပြောမယ်ဆိုရင်ရည်ရွယ်ထားလို့ပဲကောက်အဖြေမှန်တခြားလူကအဖြေကောင်းကောင်းပေးနိုင်လေအဖြေမှန်ပေးနိုင်လေကိုမစင်စားဘူးဆိုတော့ဒီဘက်ကမှလယ်သမားတွေရဲ့အကြောင်းပေါ့နော်လယ်သမားတွေအကြောင်း agricultural practice နဲ့ပတ်သက်ပြီးတော့ကောက် agricultural practice ဆိုတော့လယ်ဆိုင်တဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ကောက်မှာဆိုရင်လယ်သမားပဲကောက်လယ်ပိုင်ရှင်တွေနောက်ကုန်တယ်ဘယ်သူမှမကောက်ဆိုတော့ဒီ process နဲ့ဆက်နေတော့လည်းပဲလယ်သမားပဲကောက်တယ်အဲ့လိုဟာမျိုးကို purposive convenience ကကြတော့ကိုယ်အဆင်ပြေတဲ့ဟာလူအဆင်ပြေဆိုကိုယ်အဆင်ပြေရတော့ဘယ်လိုဟာမျိုးလဲဆိုနော်တကယ်ထိရောက်တဲ့လူသွားမကောက်တကယ်ကြီးငါ့ကိုဖြေပေးပါအောင်ဆိုတော့ယောက်ျားလေးအင်ဂျင်နဲ့ပတ်သက်တဲ့အကြောင်းကိုကောက်ချင်တယ်မိန်းကလေးကိုသွားမေးတယ်ယောက်ျားလေးကိုမမေးဘူးမိန်းကလေးကိုမေးပြီးတော့ဖြေပေးပါအောင်ဆိုဘယ်လိုမှအဖြေမှန်ထွက်ဖို့ဆိုတာမလွယ်ဘူးပေါ့နော်အဖြေမှန်မေးရှိကောင်းရှိနိုင်တယ်အကယ်သူသာသိနေရှိကောင်းရှိတယ်ဒါပေမဲ့ပုံမှန်အဖြစ်ဆိုရင်တော့ဒီယောက်ျားလေးတွေရဲ့ဒီဝတ်စားpattern နဲ့ဝတ်စားဒီ behavior နဲ့ပတ်သက်ပြီးတော့မိန်းကလေးတို့မေးတာနေအဲ့လိုဟာကိုအဆင်ပြေတဲ့ဟာမျိုးမေးလိုက်တာဆိုတော့တခါတလေမှာအဖြေကလွဲနိုင်တယ် convenience ကတခါကျရင်ဒီမှာကိုယ်တိုင်မကောက်ဘူးတကယ်ကြီးတစ်ဆင့်ကောက်လိုက်တာအဖြေမှန်လားမမှန်လားလည်းကိုမသိဘူးအဲ့လိုဟာမျိုးပေါ့နော်ကိုအဆင်ပြေမဲ့နီလာနဲ့ကောက်တာဒီ convenience sampling ဆိုတော့ snowball ကကြတော့ဘယ်လိုဟာမျိုးလဲဆိုတော့နော် snowball ကကြတော့တစ်ဆင့်ခံနေကောက်တယ်ဆိုတော့ဘယ်လိုဟာဖြစ်နိုင်လဲဆေးဆွဲနေလူမွေးဆေးဆွဲနေလူကကိုကဘသူမွေးဆေးဆွဲမှကိုမသိနိုင်ဘူးလေလိုက်ကောက်လို့လည်းမလဲအဲ့ကြောင့်ဘာလို့လဲကိုအသိတယ်မှာမွေးဆေးဆွဲနေလို့ရှိရင်သူကတစ်စစ်ဟိုမင်းရဲ့အသိတယ်မှာမွေးဆေးဆွဲနေလို့ရှိရင်ကောက်ပေးပါဦးဘာလို့နောက်ဒီsex worker လို့ဟာမျိုးတွေ sex worker လို့ဟာမျိုးဆိုလဲကိုဒီဘသူက sex worker လဲကိုမသိနိုင်ဘူးအဲ့ကြောင့်ကိုရဲ့မိတ်ဆွေတွေမှာအဲ့လိုလူရှိရင်သူကတစ်စစ်ပြန်ကောက်ခိုင်းတာဆိုအဲ့လိုဟာမျိုးဒီ snowball ပုံမှန်အဖြစ် snowball မတ်တက်ကအရန် sensitive ဖြစ်တဲ့လူတွေကိုကောက်တာများတယ် sensitive ဖြစ်တဲ့ဆို undocumented worker လို့ခေါ်မှာပေါ့နော်ဆိုတော့ဒီထုတ်ဖို့ပြောကြားခြင်းမရှိတဲ့ဟာမျိုးဆိုတော့official မဟုတ်တဲ့လူတွေမျိုးကိုပုံမှန်အဖြစ်ကောက်တဲ့ပုံစံမျိုးမှာထုတ်မယ် snowball ကနောက် coder ကကြတော့ရှင်းတယ်ခေါင်းစဉ်နဲ့စာချင်းဖြစ်စေမစာချင်းဖြစ်စေကြောက်ကြလေးဆရာဆိုမိန်းကလေးဆရာပဲနောက် LGBT ဆရာအစားရှိတဲ့ပြင်ပေါ့ coder နဲ့ကောက်တာဆိုတော့အဖြေကမှန်ညီမလည်းမှန်မယ်မှန်လည်းမှန်တယ်မှားလည်းမှားတယ်ပေါ့နော်ဆိုတော့အဲ့လိုဟာမျိုးပေါ့နောက်တစ်ခါကျတော့ volunteer
volunteer sampling ကအခုခေတ်မှာအသုံးမရဘူးเนาะ online မှာ survey တစ်ခုတင်လိုက်တယ်ကျွန်တော်ကျမရဲ့ form လေး survey form လေးဖြည့်ပြပါအောင်ကျောင်းရဲ့ thesis အတွက် research အတွက် search တွေမှာเนาะအဲ့လိုဟာမျိုးလုပ်ကြတယ်ဆိုတော့ကျုံလဲလောဝင်ဖြည့်သွားတယ်ပုံးပြီး3000လို့5000လို့ပေးမယ်ဆိုတော့ကျုံလဲလောဝင်ဖြည့်သွားတယ်ဒါပေမဲ့ကိုယ့်ရဲ့ခေါင်းစဉ်တွေလာဖြည့်ရလူများဘာမှမဆိုင်ဆိုတော့အဲ့လိုဟာမျိုးပဲเนาะဆိုတော့အဲ့ဒါကို volunteer sampling လို့ခေါ်တယ်ဆိုတော့ data collection method တွေတော့ရင်းနဲ့တော့ primary နဲ့ secondary လို့ရှိရယ် primary ဆိုတာကတော့ရှင်းတယ်ခုနကပူတိုင်းသွားပြီးကောက်တဲ့ဟာနော် questionnaire စီသုံးတယ် interview စီသုံးမယ်နော် observation လုပ်ပြီးကောက်တဲ့ဟာမျိုးဒီ primary secondary ကကျတော့ report စီအစိုးရ report တွေရှိမယ်နော်သူများရေးထားတဲ့စာအုပ်စာတမ်းတွေရှိမယ်နော် World Bank လို့ပါလို့ဖွဲ့စည်းရထုတ်တဲ့အဲ့လို report တွေ database တွေအဲ့လိုဟာတွေကိုသုံးတာဒီ secondary source ဆိုတော့ပုံအဖြစ်သူကလည်းလုပ်မယ်ဆိုရင် data ကိုအဲ့ source ကနေယူတာများ primary နဲ့ secondary source ကနေပြီးယူကြလိမ့်ရှင်ပုံမှန်ဖြစ်ဆိုတော့သူတနာလုပ်တဲ့ခါကြရင်ねဒါအရေးကြီးတယ် ethical consideration ကအရေးကြီးတယ် ethics တကယ်မှကြုံတဲ့လူကိုတချို့ interview လိုက်နေမျက်နှာလည်းမပေါ်ဟိုဟာ social media မှာပြန်နေ request လည်းမလုပ်တော့ကျွန်တော်တို့ကျမတို့ social media မှာပြန်နေမှာတော့တင်လို့ရလား request မလို့တချို့ရှိရလေကာမိုင်းတကားကားနဲ့သူများလာရိုက်တာဟိုနောက်ကြရင်မေကိုမေးပြီးဘာမှလည်း request မလုပ်ခဲ့ဘူး consent မတောင်းခဲ့ဘူး consent မတောင်းခဲ့ပဲနဲ့ဘာလို့လဲဆိုရင်တင်လိုက်တာဟိုဆိုပါဘယ်လိုအားလဲဆိုရင်တချို့ရှိရလေဟိုမှာအပြင်မှာတော့ interview နဲ့ဟိုနောက်ရီသားနဲ့တွဲနေအဲ့အတူ interview ပြလိုက်တော့ပြီးတော့ online ပေါ်လည်းတော့သူ့ရဲ့ရီသားတွေ့ပြီးပြန်မှတက်ကြဆိုအဆရှိတဲ့ပြင်ပေါ့ဆိုအဲ့လိုကိစ္စတွေပေါ့နော်ဆိုတော့ concept ကအရေးကြီးတယ်အဲ့ဒါကိုဘာလို့ခေါ်လဲ ethical consideration လို့ခေါ်တယ်သူတနာလုပ်တဲ့ခါကျရင်အဲ့ဒီ concept တွေအရေးကြီးတယ်အထူးသဖြင့် primary data တွေကိုသုံးတဲ့ interview တို့ survey တို့ observation တို့လုပ်တဲ့ဟာတွေမှာဆိုအရင်လိုပဲဆိုတော့ဘာလို့လဲဆို inform consent အဲ့တော့ consent တောင်းသူတို့ဒီဟာနဲ့ပတ်သက်ပြီးတော့ဗီဒီယိုရိုက်တာဆိုရင်ဗီဒီယိုကိုတင်ဖို့အတွက်အဆင်ပြေရလားစာရှိသူပေါ့ဒါ privacy protections အထူးသဖြင့်ဒီမှာမွေးစစ်ဆွဲလူတွေနော်နောက် sex worker တွေကို interview လုပ်တာရှိတယ်အားကြိုင်နော်အခုခေတ်ဆိုပို့ဆွဲနိုင်ငံရေးနဲ့ဆက်သက်တဲ့လူတွေကို interview လုပ်ကြတယ် interview ဘာလုပ်ကြလဲမျက်နှာတွေကိုဖျောက်ပေးရတာမျိုးသူတို့ရဲ့နာမည်အရင်မဖော်ပြရတာမျိုးနောက် rape case ဆိုပါဆိုတဲ့ဒီကျူးလွန်ခံရတဲ့လူတွေအကြောင်းပြောမယ်ဆိုလဲသူ့နာမည်လွှဲနဲ့ရေးပေးရတာမျိုးအစရှိသဖြင့်ပေါ့သူတို့ privacy protections လို့ဟာမျိုးကိုလုပ်ပေးရတယ်ဆိုတော့ဘယ်သူမှမသိတဲ့ဟာမျိုးအဲကြောင့်လေ survey ကောက်တဲ့ခါကျရင် confidential ဆိုတာပြောတာအဲ့ဒါပြောမယ်ဆိုရင်ဒီဟာကို data ကိုသူများအောင်မပေးဘဲနဲ့ဒီကောက်တဲ့လူကပဲသိထားပါမယ်ဆိုတဲ့ဟာမျိုးပေါ့နောက် research integrity ဆို research integrity ကကျတော့ကြုံရကြပဲကောက်တာမျိုးမဟုတ်ဘဲနဲ့ပြောမယ်ဆို bias မပါဘူးဟုတ် research ဆိုတာ bias ပါလို့မရဘူးနော် data ကိုပဲ evidence ကိုပဲ facts ကိုပဲအခြေခံတာဖြစ်တဲ့ခါကျတော့ကိုယ့်ရဲ့အတွေးအမြင်တွေကိုအလွတ်တန်းရေးလို့မရဘူးခုနကပြောတဲ့ data တွေကိုပဲအခြေခံမိရမယ်နောက် participant right ဆိုတာကဒီ survey ကောက်တယ်နော် participant ကမဖြေချင်တော့ဆိုရတယ်တင်းတော်ဟန်ဖြေပါပြီးအောင်ဖြေပါမဖြေလို့မရဘူးဖြေဖို့ရတယ်အဲ့ဒါပြောလို့မရဘူးမဖြေဘူးဆိုရင်သူကမေကွန်းတစ်ခုပဲကြက်လဲမဖြေတော့ဘူးလို့ပြောလိုက်ရင်ဘာမှမပြောလို့မရဘူးဖြေပြီးပါရင်မပြောလို့မဖြေဘူးလို့ဆိုရင်ပြီးမဖြေဘူးပဲရလာတဲ့ဟာဒီမေကွန်းကအပြည့်စုံမရဘူးဆိုရင်အဲ့ဒါကိုသုံးတယ်အဲ့လိုပုံစံမျိုးလုပ်ရတယ်ဆိုတော့ participant rights ပေါ့နော်ဆိုတော့မေကွန်းမေးခိုင်းတယ်နမူနာတစ်ခုညာဘက်ချက်မှာပုံလေး form တစ် form ပြထားတယ် article review form ဆိုတာပုံမှန်ဖြစ်ကျောင်းတွေမှာ thesis လုပ်တဲ့ခါကျမြန်မာနိုင်ငံမှာတော့ရှားတယ်အဲ့ဒါနိုင်ငံခြားမှာဆိုရင်နိုင်ငံခြားကျောင်းတွေမှာကethical committee ဆိုတာရှိတယ်ဆိုတော့ဥပမာလူနဲ့ပတ်သက်တဲ့ဆရာဝန်လိုင်းတွေနောက် zoology လို့ပါတိရစ္ဆာန်ပေါ့နော်တိရစ္ဆာန်ကိုသူတနာလုပ်တယ်တိရစ္ဆာန်အတွက်အနာကျင်ဆုံးရော့စီမဲ့ဟာကိုစဉ်းစားတယ်တိရစ္ဆာန်မို့လို့ဆိုပြီးတော့ဒီမစဉ်းစားလို့မရဘူးတိရစ္ဆာန်ဆိုလဲတိရစ္ဆာန်ရဲ့ animal protection ဆိုတာရှိတယ်တော့သူတို့မှာဆိုပါတော့ဆေးတစ်ခုထိုးလိုက်တယ်ဖြစ်လာမယ်ဆိုလဲဒီ risk အနည်းဆုံးဟာမျိုးကိုထည့်သွင်းစဉ်းစားမယ်နာကျင်မှုအနည်းဆုံးဟာထည့်သွင်းစဉ်းစားတယ်မှာဆေးထိုးလိုက်မှာ all hit နေရပြီဆိုအဆင်မပြေဘူးဆိုတော့လူမှာဆိုလိုက်တိုင်းပဲအဲ့လိုဟာမျိုးပေါ့နော်နောက်ခုနပြောတဲ့ research တွေပေါ့နော် research တွေလုပ်တဲ့အခါမျိုးမှာနိုင်ငံရေးနဲ့ပတ်သက်တဲ့ research လုပ်မှဆိုတော့သူတို့ရဲ့ data တွေကို privacy တွေကိုဖုံးပေးထားတာမျိုးအဲ့လိုဟာမျိုး consent တောင်းရတယ်တောင်းပြီးတော့မှခုနပြော ethical committee က approve လုပ်ပြီးဆိုတော့မှသူနာဆက်လုပ်လို့ရှိတာဒီမှာဒါနမူနာ form ပေါ့နော်ဆိုတော့ဘယ်လို analyze လုပ်မလဲနော် data ရဘယ်လို analyze လုပ်မလဲဆို
so analyze လုပ်တဲ့နည်းလမ်းတွေကအများကြီးရှိတယ်ဆိုတော့ဒါကကြောင့်နည်းနည်း advanced level နဲ့ရောက်သွားပြီပေါ့နော်ဒီမှာအသေးစိတ်မပြောဆိုပေမဲ့ဒီပြောရမယ့်ဟာက advanced level လို့ဖြစ်နေတယ်ဆိုတော့ analysis ကဘာလို့လုပ်ကြလဲ data analysis လုပ်တာကကိုယ့်ရဲ့ problems နဲ့ကိုယ့်ရဲ့ solution တွေကို hypothesis testing လုပ်ဖို့အတွက်ဆိုလိုတဲ့ဘက်ကကိုယ့်ရဲ့ပြဿနာတွေကိုကိုယ့်ရဲ့မေးခွန်းတွေကိုဖြေရမယ်ဖြေပြီးတော့ conclusion ချမှာမလို့ data analysis လုပ်ကြဆိုတော့ data analysis လုပ်တဲ့အခါကျရင်နည်းလမ်းတွေမျိုးရှိတယ်ပထမတစ်ခုက qualitative data analysis quality ဆိုကြတာခုနပြောတဲ့ non numerical data လို့ပြောတယ်ဆိုတော့ကိန်းဂဏန်းတွေကိုအခြေခံတာမဟုတ်တဲ့ကြောင့်သူက coding လုပ်ရတယ်ဆိုတော့စကားပြောတဲ့အချက်လက်တွေကနေတူတာလေးစုပြီးတော့เนาะဒီတူတာလေးစုပြီးတော့ keywords တွေ common words တွေစုပြီးတော့conclusion ဆွဲရပြီပေါ့เนาะအဲ့ဒါ coding လို့ခေါ်တယ် coding and categorizing themes နောက်တစ်ခုက content and narrative analysis ပြီးတော့ discourse and thematic analysis ဆိုအဲ့ဒီနည်းလမ်းသုံးကိုသုံးပြီးတော့ qualitative data analysis လုပ်ကြဆိုတော့ qualitative data analysis လုပ်တယ်ဆိုတော့ quantitative ပေါ်မှာရှိတယ် quantitative data analysis လည်းရှိတယ်ဆိုတော့ quantitative data analysis ကကျတော့နှစ်မျိုးရှိတယ်တစ်ခုက descriptive analysis နော် descriptive statistics ဆိုတာပုံမှန်ပြည့် mean တို့ median mode ဒါတော့နည်းနည်းပြောမစ basic အရာမကြတော့ဘူးเนาะဆိုတော့သူတင်တာလုပ်တဲ့လူဆိုရင်တော့ပိုသိနိုင်တယ်ဒီဟာတွေကဒီစကလုံးတွေက mean ကတော့ပြန်ညကိန်းကိုပြောတာငယ်ငယ်ကသူညာမှာတင်ရ median ကအလဲကိန်း mode ကချိန်များကိန်းပေါ့เนาะဒီမှာညာမှာ challenge မှာလည်းဒီမှာဒီလို table တစ်ခုဒါဒီ descriptive statistics table လို့ခေါ်တယ်เนาะဒီလိုအကြောင်းအရာတွေကိုဖော်ပြရင် descriptive statistics အဲ့လို mobile နဲ့နည်းနည်း testing တွေလုပ်ပြီးတော့ t-test ဘယ်လိုတွေဆက်နွယ်မှုရှိသလဲမှာဆိုရင်အဲ့ရစောစောထားရတယ်အောင်မြင်လားမအောင်မြင်ဆိုရင်ဘာလို့မအောင်မြင်လဲရုပ်တွေကိုကြည့်လိုက်အစရှိတယ်ပေါ့နော်ပြောကြအဲ့ရစောကြီးထားတယ်အောင်မြင်တာတော့မဟုတ်ဘူးဆိုတော့ကျောင်းမှန်ကျောင်းတစ်တိုင်းလဲစာရတာဆိုတော့မဟုတ်ဘူးနော်အခုဆိုချွတ်ပြောကြတယ်ဒီကာလဆိုဆို CDM နဲ့ non CDM နဲ့မှာဆိုnon CDM တွေကလည်းမင်းတို့ကျောင်းမတက်ဘူး CDM လို့ပြောပါနော်ကျောင်းမတက်ဘူးဘာညာဖြစ်တယ်ညာဖြစ်တယ်CDM တွေကလည်းပြန်ပြောအကျောင်းသွားတိုင်းစာရမှာမဟုတ်တာစာမှာကျောင်းဒီမှာလည်းသင်နေတာလည်းဆရာမရတော်ရလို့ရိုက်တယ်အကြောင်းသားရလည်းပြချင်တာဖြစ်တော့အဲ့လိုအစရှိသဖြင့်ဟာမျိုးတွေဆိုတော့ဆက်နွယ်မှုတွေလေ့လာတဲ့ဟာမျိုးပေါ့နော်အသေးစိတ်ဆက်နွယ်မှုလေ့လာဆိုတော့အဲ့ဒါတွေကိုဘာလို့ခေါ်လဲ t-test တို့ ANOVA တို့correlation တို့ regression တို့အဲ့လိုစကလုံးတွေပြောတယ်ဆိုတော့ quantitative data analysis မှာတော့နှစ်ခုရှိရ descriptive analysis descriptive statistics နဲ့ inferential statistics ဆိုပြီးတော့နှစ်ခုရှိတယ်ဆိုတော့ okay ခုန data လည်းရပြီခုလည်း data ရပြီ data တွေကိုဘယ်လို present လုပ်မလဲ present လုပ်တဲ့ဟာကဒီမှာညာမှာပုံလေးရှိတယ်အဲ့လိုပုံလေးမျိုးပဲပထမတစ်ခုက table ဇာတ်ရည်နဲ့ Wi-Fi မသုံးပါမသုံးနဲ့ထိုင်သားလိုက်ပြီးသားtable နဲ့ပြတာရှိရယ်လှုပ်လိုက်ရင်အိမ်ရောက်ပြီးမှယော်ရမယ်နော်ခဏတစ်ခါတလေတော့ဘာနဲ့ပြလဲဆိုရင် chart နဲ့ပြတယ်နော် chart နဲ့ပြတယ်ခါဒီမှာ graph နဲ့ပြတယ်ဒီမှာညာမှာပုံလေးလည်းနမူနာလေးရှိရယ်ဒါတစ်ခုအဲ့ခါကျတော့အဲ့ဒီအကြောင်းအရာတွေအဲ့ဒီခုန table တို့ chart တို့ graph တို့တွေပြတယ် interpretation လုပ်ရမယ် interpretation ကအလွတ်တန်လုံးမှာမဟုတ်ကိုအရှိမရေးခဲ့တဲ့ကိုရဲ့ research question တွေ research objectives တွေကိုအခြေခံပြီးတော့ interpretation လုပ်ဆိုတော့နောက်ဆုံးပြီးသွားရင် linking finding to objectives and literature ကိုရထားတဲ့ findings ကိုရဲ့ objective ရဲ့ခုနကသူများတွေရှာဖွေတွေ့ရှိထားတဲ့အရာတွေနဲ့ပြန်ချိတ်ပြီးတော့ပြောမယ်ဆိုရင်ပြန်ချိတ်ပြီးတော့ဖော်ပြပြမယ်ဆိုတော့သူများတွေကတော့တရားတွေ့ခဲ့တယ်ကျွန်တော်ဒီပြဿနာကမဖြေရှင်းရသေးဘူးကျွန်တော်ကတော့ဒီပြဿနာကိုကျွန်မတို့ဒီပြဿနာကိုဖြေရှင်းလိုက်ပါပြီဆိုတော့အဖြေရတာဒီလိုရှိပါဆိုတဲ့ဟာကိုအဲ့လိုပြန်ပြီးတော့ link လုပ်ပြီးဆိုတော့စင်ကြီးတွေပဲသွားတယ် data တွေကိုပုံနေနဲ့ပြမယ်ပြီးရင်ဘာသာပြန်မယ်အဲ့ပုံတွေကို interpretation လုပ်တယ်ဒါကသူသနာမှာပဲမဟုတ်တော့လုပ်ငန်းခွင်တွေမှာဆိုတော့သိရမလားလုပ်ငန်း presentation လုပ်ရလေဆိုတော့ market နဲ့ပတ်သက်တဲ့အကြောင်းတွေ customer နဲ့ပတ်သက်တဲ့အကြောင်းတွေ report ပေါ့နော်ဆိုတော့ meeting တို့ပါမှာဆိုရင်အဲ့လိုမျိုးဒီ present လုပ်တဲ့ဟာမျိုးဆိုတော့အဲ့သဘောတရားပဲOkay so statistical to ခုနပြောတဲ့ analysis လုပ်တဲ့ဟာရှိရเนาะဒီ qualitative to quantitative တို့မှာ so statistical tools ပေါ့ analysis လုပ်တဲ့ statistical tools ရှိရအဲ့ statistical tools ကဘာတွေလဲเนาะဘာလို့ဒီ statistical tools တွေသုံးတာလဲပုံမှန် analysis လုပ်တဲ့ခါကျအချိန်ကြာတယ်အမှားယွင်းရှိနိုင်တယ်အဲ့ကြောင့် statistical tools တွေကိုသုံးရတယ် statistical tools ကကို data ထည့်လိုက်တဲ့ခါကျမှားခဲ့တယ်မမှားလို့မပြောဘူးเนาะအဲ့တော့ software ရဲ့သဘောတရားမှာ error ရှိကောင်းရှိနိုင်တယ်။အဲကြောင့်ဒါမဲ့အမှားဒီ1% လောက်တောင်မရှိဘူးလို့ပြောလို့ရတဲ့အမှားမျိုးပေါ့။ဆိုတော့ပုံမှန်ကြီးကတော့99% လောက်မှန်တယ်။ဆိုတော့အဲ့လိုဟာမျိုးတွေကြောင့်ဒီ statistical tools တွေကိုသုံးကြတယ်။ဆိုတော့ statistical tools ကဘာလဲရှိလဲဆို SPSS ကသူကဒီ
software ပေါ့နော်ဒီ social science အတွက်ကိုအဓိကထားတဲ့ software SPSS နောက် time series ဆိုတာကဒီသိရမလား2011ကနေ2025အထိအဲ့လိုမျိုးအချိန်ကာလအများကြီးကိုလေ့လာတဲ့ဟာမျိုးဒီအဲ့လို data အတွက်ဆို EV ကိုသုံးတယ်နောက်တခြား statistical software တွေရှိရ starter တို့ R တို့ Excel လေးသုံးရတယ်နော် Excel မှာလည်းပုံထုတ်တာတော့နော်ဒီ graph တွေ bar တွေpie chart တွေအဲ့လိုသုံးလို့ရတယ် Excel မှာလေပြီး Python ပေါ့နော် Python ကတော့ coding မှာမျိုးလေ Python ကပုံမှန်ဖြစ်qualitative လို့ပါမှာလည်းသုံးလို့ရတယ် quantitative မှာလည်းသုံးတယ် coding နဲ့အလုပ်ရတဲ့ဟာမျိုးပေါ့နောက် statistical tools တွေကဒီမှာနော်ဒီမှာဒီဟာတွေပေါ့အခြေခံပြီးသုံးတယ် descriptive ဆိုတာခုနက mean median mode တို့နော် frequency တို့ percentage တို့အဲ့လိုဟာမျိုးမှာသုံးတယ်နောက် inferential t-test တို့ ANOVA တို့ regression correlation chi-square နော် f-test t-test z-test အဲ့လိုဟာမျိုးပါနော်ဆိုတော့အစုဖွဲ့တွေအကြောင်းလေ့လာမယ်အဲ့ဘောနဲ့အကြောင်းအရာတစ်ခုကိုလေ့လာမယ်အဲ့လိုဟာမျိုးတွေအတွက်သုံးတယ်နောက် correlation analysis Pearson correlations Spearman correlations မှာဆက်နွယ်မှုပေါ့နော်။မှာဆိုရင်ပညာရေးနဲ့ကျန်းမာရေးကဆက်နွယ်လားပညာရေးနဲ့စီးပွားရေးကဆက်နွယ်လားဘယ်လိုဆက်နွယ်လဲပညာရေးတိုးရင်ပညာရေးကောင်းရင်ကျန်းမာရေးကကောင်းနိုင်လားပညာရေးကောင်းရင်စီးပွားရေးကောင်းနိုင်လားဒါမှမဟုတ်လည်းပညာရေးကောင်းရင်စီးပွားရေးရော့သွားနိုင်လားအစရှိသဖြင့်ပေါ့သူတို့ကြားကဆက်နွယ်မှုကိုလေ့လာလို့ရတယ်။အဲဒီခါကျ advanced level ရောက်သွားရင်တော့ဒီတခြားဘယ်လိုမျိုးဆက်နွယ်တာလဲဘယ်လောက်အတိုင်းအတာနဲ့ဆက်နွယ်တာလဲတရားမှုကဘယ်လိုမျိုးရှိရလဲအစရှိသဖြင့်ဒီ advanced level ဟာမျိုးတွေပါမှာသူကအသုံးလို့ရဆိုတဲ့အနေအထားမျိုးရှိတာပေါ့ဆိုတော့ဒီမှာလဲအဲ့တိုင်းပဲခုနလိုပဲနော်ဒီ right method ပေါ့နော်ဆို right method ဘယ်လို method ကိုသုံးမလဲရှိတယ်လို့ပဲဒီမှာလဲ right to ဆိုတော့ဘယ်လို software ကိုသုံးမလဲဘယ်လို analysis ကိုသုံးမလဲဆိုတာကိုလည်းကိုကသိဖို့လိုတယ်ဆိုတော့ဘယ်ပေါ်အခြေခံရမလဲဆိုရင် depends on research objectives ကိုယ့်ရဲ့ research objective ပေါ်အခြေခံမယ်ကိုယ့်ရဲ့ research objective ကဘယ်လိုဟာမျိုးလဲနောက်ကိုယ့်ရဲ့ data က qualitative လား quantitative လားနော် quantitative ဆိုရင်တော့ခုနပြောတဲ့SPSS လို့ဟာမျိုး EV လို့ဟာမျိုးသုံးရတယ် qualitative ဆိုရင် NVivo လို့ပါရှိရဲဆိုအဲ့လို tools တွေကိုသုံးရအောင်ပေါ့နော်ပြီးတော့ hypothesis testing requirements hypothesis testing လုပ်ဖို့အတွက်ဘယ် software ကအဆင်ပြေလဲဘယ် analysis ကအဆင်ပြေတယ်လဲဆိုတော့ဒီအချက်သုံးချက်ကိုအခြေခံပြီးတော့မှကိုဒီဘယ်လို tools ကိုသုံးရမလဲဘယ်လို analysis မျိုးကိုသုံးရမလဲဆိုတော့ကိုကရွေးရမယ်ဆိုတော့အဲ့ဒါကိုအခြေခံရဆိုရင်ကိုက right tools right analysis ကိုရွေးနိုင်တယ်ဆိုတော့ဒီမှာကနမူနာပေါ့နော် economic research မှာပုံမှန်ပြည့်ဒီမှာဒီဟာတွေသုံးလို့ရှိရင် regression analysis တို့ correlation analysis တို့ hypothesis testing နဲ့ econometric modeling ဆိုရဲအဲ့လိုအကြောင်းအရာတွေပုံမှန်ပြည့်ဒီ economic research တွေမှာသုံးလို့ရှိရပေါ့နော်ဆိုတော့ဒီမှာနမူနာဒီမှာ GDP နဲ့ FDI ဆိုတော့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရှိရင်စီးပွားရေးကောင်းမလားregression analysis နဲ့သုံးတာမျိုးနောက်တစ်ခါကျတော့ correlation analysis ဘယ်လိုချိတ်ဆက်လဲFDI တိုးရင်စီးပွားရေးတိုးမလား FDI တိုးရင်စီးပွားရေးလျော့မလားအစားကြီးသဖြင့်ပေါ့နောက်ကြဘယ်လိုမျိုးတက်ရောက်မှုဖြစ်တယ်လဲGDP ကစီးပွားရေးက FDI ကိုတက်ရောက်လား FDI ကစီးပွားရေးကိုတက်ရောက်သလားအဲ့လိုအစားကြီးသဖြင့်တက်ရောက်မှုတွေဆက်နွယ်မှုတွေကိုဒါနမူနာပေါ့နော် practical မှာလက်တွေ့မှာရအောင်သုံးတာလက်တွေ့မှာဒီလိုဟာသုံးလို့ရဆိုတဲ့ဟာပြတယ်ဆိုတော့ statistical method ကအရေးကြီးတယ် social science မှာအရေးကြီးတယ်ဘာလို့အရေးကြီးလဲဆိုတော့သူက testing လို့ပြောရကြစစ်ဆေးပြီးမှာကိုယ့်ရဲ့ hypothesis တွေနော်ကိုယ့်ရဲ့ problems တွေကိုယ့်ရဲ့ objectives တွေကို solution နဲ့ချိတ်ဆက်ပြီးမှာဆိုအဲ့ဒါကြောင့် empirical testing of theories ကိုလေ့လာသင်ထားတဲ့ theories တွေကိုပြန်သုံးမှာလက်တွေ့ပြန်သုံးမယ်နောက်ပြရလာတဲ့အခြေအနေရလာတဲ့ result ပုံပြီး predict လုပ်မယ်ဆိုနောက်တစ်နှစ်မှာဘယ်လိုဖြစ်မလဲနောက်2နှစ်မှာဘယ်လိုနောက်5နှစ်မှာဘယ်လိုဖြစ်မလဲ prediction လုပ်တာပေါ့နော်ဆို prediction လုပ်ပြီးတော့ policy ချမယ်မူဝါဒချမယ်ပြီးရလာတဲ့ဟာဒီနော်တိကျမှုရှိတယ် testing လုပ်ထားပြီးတာတိကျမှုရှိတယ်ပြီးတော့ reliabilities ယုံကြည်စိတ်ချရမှုလည်းရှိရဆိုတဲ့အနေအထားမျိုးကြီးရှိရပေါ့ဆိုတော့ statistics ကို report ဘယ်လိုလုပ်မလဲ report ကခုန data reporting လုပ်တဲ့ဟာနဲ့ဆင်းတယ် table တွေ graph တွေနဲ့ report လုပ်ရတယ်အခါဒီမှာtable မှာဒီမှာ figure 1 figure 2 figure 3 label တွေပါမယ်ပြီးတော့ unit ကဘာလဲ month လား percentage လား1 million လား billion လားအမို့ number လားအစရှိသဖြင့်နောက် sample size ကခုနပြောရဲလူသိန်းရှိရဲ့တောင်းလာပါမျိုးနေအောင်စာပေကောက်မှဆိုလူ100ကောက်မလား200ကောက်မလားအဲ့လိုဟာမျိုးပြီးအဲ့ဒီရလာတဲ့ result ကို interpret လုပ်အောင်ဆိုတော့ဘယ်လိုဆက်ဆက်မှုရှိပါတယ်ဘယ်လိုတော့တရားမှုရှိပါတယ်ဆိုတော့ဟာမျိုးပေါ့နော်ဒီ impact လို့ဟာမျိုးတွေအပြ relationship လို့ဟာမျိုးတွေဆိုတော့အဲ့လိုစရှိရဲ့ဟာတွေက interpret ပေါ့နော်ဆိုတော့ပြန်ပြီးရှင်းလင်းချက်ပြန်လုပ်ပေးရဆိုတဲ့အနေအထားမျိုးပေါ့ဆိုတော့
conclusion ပေါ့နော်ဆိုတော့အနှစ်ချုပ်အားဖြင့်ဆိုရင် social science research တွေက systematic ဖြစ်တယ် empirical ဖြစ်တယ် ethical ဖြစ်တယ် now သူရဲ့ research design တွေကလည်း reliable results ကိုထုတ်ပေးနိုင်တယ်ဆိုတော့ testing တွေလုပ်ရတာ哦 statistical test တွေလုပ်တဲ့ခါကျတော့ဒီ reliable ဖြစ်တဲ့အထဲမှာပါတယ်ပြီးရင်ဘာဖြစ်လဲဆိုတော့ခုနက reliable ဖြစ်တဲ့အတွက်ကြောင့် data analysis လုပ်တယ်နော် statistical tools တွေကဘာလို့ဖြစ်လဲဆိုတော့ reliable ဖြစ်တဲ့ဆိုပြီးသိကြတယ်အဲ့ဒီ data ရဲ့အသုံးဝင်တဲ့အကျိုးရှိတယ်ပြန်သုံးလို့ရတယ်အကျိုးရှိတယ်နောက်တစ်ခုကကျတော့ report လုပ်တာပေါ့နော်ဆိုတော့ report ကကြုံရကြပါ report လုပ်တာမဟုတ်ကိုယ့်ရဲ့ research objectives တွေငါကိုမူရင်းရှိပြီးသား theory နဲ့ချိတ်ဆက်ပြီးတော့မှ report လုပ်တဲ့အတွက်ကြောင့်ပြောမယ်ဆိုရင်ဒီ academic fees မှာလည်းဒီကောင်းကျိုးရှိတယ်အဲ့တိုင်းပဲဒီဟို practical မှာပြန်ပြီးတော့ဒီ implementation ပေါ့နော်ပြန်ပြီးတော့အသုံးချမယ်ဆိုရင်လည်းအဆင်ပြေတယ် reliable ဖြစ်တယ်ယုံကြည်ရတယ်နော်ပြီးရင် meaningful ဖြစ်တယ်လို့ပြောလို့ရတယ်ဆိုတော့ဒါတွေကတော့ reference တွေပေါ့နော်ဒီ presentation အတွက်ဒီ reference တွေဆိုတော့ PPT ကတော့ဒီကာမာသုံးတာပေါ့ဒီမှာပြပေးတာပေါ့နော် reference တွေမှာဆိုတော့ facts တွေကိုပေးပြီးတော့ PowerPoint design လုပ်ခိုင်းတာဆိုတော့any questions ဆိုတော့ကျွန်တော်အပိုင်းကတော့ဒီလောက်ပါပဲဆိုတော့ခုနပြောခဲ့ဟာနဲ့ပတ်သက်ပြီးပေါ့နော်ဆိုတော့မေးရရှင်မေးလို့ရတယ်ကင်မရာလေးဖွင့်မေးတော့ဘုကတော့အမှကျွန်တော်မြင်အောင်ဘယ်သူကမေးနေလဲဆိုတော့ machine ကပဲဖြစ်ဖြစ်ဒီမှာပြောတဲ့ဟာနဲ့ပတ်သက်ပြီး machine ကဖြစ်ဖြစ်ဒီမှာတော့မပါတော့ဘူးဒါပေမဲ့ဒါနဲ့ဆက်တဲ့ကိုသိချင်တဲ့အကြောင်းအရာလေးတွေပြောချင်တာမေးချင်တာတွေ့ပေါ့နော်ဆိုတော့မေးလို့ရပါတယ် screen က stop share လုပ်လိုက်နော်အခုလုံးပါပြီမေးလို့ရပါတယ် term say say okay mingly နဲ့ sorry ပါရအောင်ဟုတ်ဘာမေးနာတယ်ဟုတ်ညီမ miss နာကqualitative method ကဒီကိုက interview တွေလုပ်ပြီးသွားလို့ရှိရင်ဒီလိုမျိုးတယောက်တစ်မျိုးစီဖြေကြမှာပေါ့နော်သူကအဲ့ဒါဆိုရင်သူ common ဖြစ်တဲ့ဟာကိုပဲယူပြီးတော့ keyword တွေလုပ်ပြီးမှရေးရတာမျိုးလားတကယ်လို့အများစုကသူတို့ qualitative က keywords တွေကိုယူပြီးတော့လုပ်ရတဲ့ဟာ keywords တွေယူပြီးတော့မှthematic ပေါ့နော် themes ကိုအခြေခံတဲ့တစ်ခါကျရင် categories ကိုအခြေခံပြီးတော့မှconclusion ဆွဲရတဲ့ဟာဟုတ်တကယ်လို့ကိုကအယောက်90ကို interview ရထားလိုက်အဲ့ဆိုရင်လူအများစုကလေဖြေတဲ့အကြောင်းအရာမတူဘူးဆိုရင်ပေါ့ဘယ်လိုမျိုးဖြစ်သွားမလဲမသိတော့မတူဘူးဆိုတာပုံမှန်ဖြင့်သူတို့ရဲ့အဖြေကတော့မတူတဲ့အနေအထားမျိုးရှိတယ်ဒါပေမဲ့အဲ့ဒီထဲမှာ keywords ကပါအောင်ပါတယ်ဟိုအကြောင်းအရာနဲ့ပတ်သက်လို့ keywords ကပါအောင်ပါပေါ့နော်မှတ်တယ်နမူနာတစ်ခုနမူနာတစ်ခုကျွန်တော်ရဲ့စာတမ်းတစ်ခုနမူနာပြပါနော်တခြားလူတွေကမေးခွန်းမေးလို့ရတယ်နော်ဘာလို့ကျွန်တော်ဒီမှာ file ပြဖို့ရှာနေတဲ့အချိန်စောင့်နေပါဆိုတခြားလူမေးတာရှိမေးခွန်းမေးလို့ရပါတယ် Hello ပြီးတော့စမေးချင်တာရှိသေးတယ်ဟုတ်ရတယ်မေးလို့ရတယ်ဟုတ် pilot study လေအဲ့လိုလုပ်တဲ့အခါမှာကိုကတကယ် real interview မှာကိုရဲ့ research အတွက်မျိုးနယ်တစ်ခုကိုရွေးထားရဲဆိုရင်အဲ့မျိုးနယ်မှာကလူကအများကြီးရှိမှလေအဲ့ဒါဆိုရင်သူတို့တယောက်ချင်းစီကို view ခွင့်ဖြစ်နိုင်တဲ့အခါကျတော့ကိုကဒီ authorities တွေပြီးတော့တကယ်လို့ကျမ်းမာရေးဘက်ကိုသွားမယ်ဆိုရင်ကလေးရဲ့ကျမ်းမာရေးအတွက်အဲ့လိုမျိုးပတ်သက်ပြီးတော့ research လုပ်ရှင်နေဆိုရင်သူတို့ရဲ့မိဘတွေပြီးတော့ healthcare workers တွေပေါ့သူတို့ကိုအဓိကထားပြီးတော့ target ထားပြီး interview မယ်ဆိုရင်ဘယ်နှစ်ယောက်လောက်ကို interview ရမှာလဲအဲ့လိုမျိုးရှိလားရှိတယ်အဲ့ဒါကခုနကပြောတဲ့ sampling technique ကိုသုံးရမှာဆိုတော့ဘယ်လို sampling technique ဟိုဆိုပါစို့ဒီတောင်ကလာပါမြို့နယ်မှာလူ3သိန်းရှိတယ်3သိန်းလုံးကောက်ဖို့ကဘယ်လိုမှအဆင်မပြေဘူးအစိုးရဆိုရင်တော့ဖြစ်ကောင်းဖြစ်နိုင်တယ်ဆရာဆရာမတွေသုံးလို့ကောင်းတယ်ကိုကရိုးရိုးတာမယ် researcher တို့ NGO ဖွဲ့ကြလူတဲ့ခါကျလူ3သိန်းရှိ3သိန်းလုံးတော့ကောက်ဖို့ဆိုတာကဘယ်လိုမှအဆင်မပြေဘူးအဲ့ကြဘာလို့ရကြလဲဆိုရင်အဲ့3သိန်းလုံးက population size လို့နော် population size လို့ခေါ်တယ်တော့ sample size ဆိုတာရှိတယ်အပြင်တွက်ပြမယ် sample size ကtheory နဲ့တွက်ရတာပေါ့နော်တကယ် theory နဲ့တွက်ရတာ
ဒါပေမဲ့ theory မတွေ့မှတ်မိဘူးတခါကျရင်သင်ထားတယ်မှတ်မိရလို့ဖြစ်တယ်တခါကျရင်တော့theory လုံးဝမသိရဘူးလို့ဖြစ်ကောင်းဖြစ်နိုင်တယ်သို့တော့ whatever it is ကိုကအခုခေတ်မှာဆို software တွေအများကြီးပဲရှိရပါတော့ဆိုတော့အဲ့ software တွေသုံးပြီးတော့ဟိုတွက်လို့ရပါဘူးเนาะဆိုတော့ကျွန်တော်နမူနာပြမယ် sample size calculator ဆိုရှိတယ် online မှာ sample size calculator ဆိုတာရှိတယ်နမူနာပြမယ် okay ဒီမှာ screen မြင်ရတယ်နော် sample size calculator ဒီ confidence level တို့ဘာလို့ဆိုတာကသူကဒီကိုယ့်ရဲ့ data ကဘယ်လောက်အတိုင်းအတာထိယုံကြည်စိတ်ချလဲ95% ထိယုံကြည်စိတ်ချတယ်ဆို marginal error က5so population က50% ပဲဘယ်လောက် percent လဲ proportion ကိုမသိ okay population size ဆိုတာကခုနတောင်းလာပါမျိုးလားလူတစ်သိန်းပေါ့နော်ဆိုတော့တစ်သိန်းလို့ကျွန်တော်မရေးတော့ဘူးဘာလို့လဲဆိုတော့ဒီမှာသူဘာပြောထားလဲဆိုတော့ leave blank if unlimited population size okay အဲ့ဒါဆိုတွက်ကြည့်ကြအောင်ဆိုတဲ့ဘက်ကလူတစ်သိန်းတွက်ဆိုရင်385ရောက်ကိုကောင်းရှာပြရဆိုတော့ကျွန်တော်ကလူ1000မဟုတ်900ပေါ့နော်ရက်ကွက်ထဲဒီရက်ကွက်ထဲမှာရှိတဲ့လူ900ကိုတွက်ကြည့်မယ်လူ900ကိုကောင်းတဲ့ဆိုင်နဲ့အဲ့ဒါကိုဘယ်သူ့ကိုဘယ်နှယောက်ကောင်းမလဲဆိုရင်218ယောက်ကောင်းအဲ့ဒါဒီ sample size ဆိုတော့ total population ကဘယ်လောက်လဲဆိုတော့ကိုက data ရတွက်ရှာပြရတယ်အစိုးရရဲ့ report တွေရှိကောင်းရှိနိုင်တယ်။ကျန်းမာရေးနဲ့ဆိုင်နေဆိုတော့ကျန်းမာရေးဝန်ကြီးဌာနပြန်မှာပြည်သူ့ကျန်းမာရေးဌာနရဲ့ပါရှိရမြို့နယ်ပြည်သူ့ကျန်းမာရေးသူတို့ရှိမှ data မေးလို့ရတောင်းဝင်တဲ့ဒီဝန်ကြီးဌာန website မှာဟာတလီဖော်ပြထားတာမျိုးရှိရ data အချက်လက်တွေပေါ့နော်။ဆိုတော့အဲ့လိုဟာတွေကိုကိုကအခြေခံပြီးတော့မှခုနပြောတဲ့ data ကိုကိုကဘာလုပ်လို့ရလဲဆိုရင်ဒီခုနက calculator နဲ့တွက်ကြည့်ပေါ့တွက်ကြည့်လို့ရလာတဲ့အဖြေကိုဘာလုပ်မလဲဆိုရလာတဲ့အဖြေကိုမှခုနပြောတဲ့နော်ဒီ sample size သိမယ်အဲ့ sample size ကိုသိရင်အဲ့အယူရက်ကိုမူတည်ပြီးတော့ဘယ် sampling technique ကိုသုံးသင့်တယ်လဲဆိုတဲ့ဟာမျိုး sampling technique ကခုနသင်ခဲ့ probability တို့ non probability ဆိုအဲ့လိုဟာမျိုးပေါ့နော်ဆိုအဲ့လိုဟာတွေကိုသုံးပြီးတော့ဟိုရှာလို့ရတယ်ရလားမသိဘူးကျွန်တော်ဖြေလိုက်တဲ့အဖြစ်သိချင်တဲ့မိကုန်းနဲ့ဟုတ်ရတယ်အဲ့ဒါဆိုရင် pilot study မှာကိုတကယ် research လုပ်မဲ့အချိန်မှာview မဲ့သူတွေအရေးအတွက်အတိုင်းကိုဒီ pilot study မှာလုပ်ရမှာလား No pilot study ကကျတော့ပုံမှန်ဖြစ်လုပ်ရင်သူက10ကဏ္ဍလောက်ပဲလုပ်ရတာကြာ20 30တောင်မှနည်းနည်းများတယ်လို့ပြောလို့ရတယ် pilot study ရဲ့ရည်ရွယ်ချက်ကဒီမေကုန်းနဲ့ဒီတကယ်ရောrepresent ဖြစ်ရလားတကယ်ရောဒီ population ကို cover ဖြစ်ရလားဆိုတဲ့ဟာကိုသိချင်တဲ့အတွက်ကြောင့် questioning ကတကယ်ရော effective ဖြစ်နိုင်လားဆိုတော့သိဖို့အတွက် pilot study လုပ်ရတယ်ဆိုတော့ pilot study ကပုံမှန်ဖြစ်ကောက်ရင်20 30လောက်ကောက်တာများတယ်30ဆိုရင်တော့ maximum ပဲကျွန်တော်တွေ့ဘူးတလောက်ဆိုရင်30ရာဒါများတော့များလို့ပြောလို့ရတယ် pilot study ကတကယ်ကောက်တာမဟုတ်ဘူးဆိုတော့ရှေ့ပြေးပုံစံနဲ့ကောက်တာဖြစ်တဲ့ခါကျတော့ဟိုပြောမယ်ဆိုအများကြီးကောက်လို့မရှိဘူး pilot study ကဟုတ်ကျေးဇူးပါပြီးတော့လေနည်း confuse ဖြစ်တာရှိလို့တကယ်လို့ကိုကောင်းမဲ့တည်တာက conflict affected area မျိုးဖြစ်နေရဆိုရင်အမှ healthcare workers တွေကလည်းနည်းနည်းပဲရှိရလေပြီးတော့အဲ့ဒါဆိုလို့ရှိရင်ခုနက calculator ကိုသုံးပြီးတွက်လိုက်တဲ့ဆိုလူဦးရေကများနေတယ် population ကများနေပေမဲ့ဒီအဓိက experts တွေကနည်းနေတယ်အဲ့လိုမျိုးအခြေအနေဆိုလို့ရှိရင်ဒီမိဘတွေကိုပဲအဲ့လိုမျိုးပို့ပြီးတော့ interview ရမယ့်ပုံစံဖြစ်သွားမှာလားမသိကျွန်တော်သိမရှင်းဘူးပထမတစ်ပိုင်းကpopulation size ကများအောင်များမှာသူက population size sample size ဒီ population size တဲ့နည်းအောင်နည်းလေသိလား population size က group အကြီးအဲ့ group အကြီးထဲမှာကျွန်တော်တို့ pizza လို့နှလုံးနဲ့မြင်လိုက် population size က pizza မှာကျွန်တော်8စိတ်လိုက်တယ်ဆိုရင်အဲ့ဒီအစိတ်တစ်စိတ်ဖြစ်တဲ့ sample size အဲ့တော့အဲ့ဒီကြောင့် population ကိုသိပြီဆိုရင်သူကဆိုပါစို့ဒီ medical fees မှာဆရာဝန်တွေကိုစာပေးကောက်မယ်ဆရာဝန်က100ရှိတယ်ဆိုပါစို့100ဆိုတော့နည်းထားတာ1000ရှိမယ်ဆိုပါစို့1000ကနည်းနည်းများရပါတော့ဆိုကောက်ဖို့အတွက်အဆင်ပြေ1000ရှိဆိုတာသူ့ရဲ့ population 1000အဲ့ထဲမှာမှကိုက sample size ကိုတွက်လိုက်တဲ့အကြောင်း200ဆိုရင်တရား200ကောက်လို့ရအောင်ရတယ် population ထက်နည်းအောင်တဲ့ sample size ကဒါပေမဲ့တစ်ခါတလေမှာဘာဖြစ်လဲဆိုကို့မှာအချိန်မလောက်တာရှိရဲ့ခရီးစိတ်တွေမှာဟိုကားစီးရတယ်သူတို့ရှိသွားတယ်အဲ့ဈေးတွေနောက်အဲ့သူတို့စာရွက်ကားတွေချိန်မှာတနေကုန်ကောက်ရတာဖြစ်တဲ့ခါကျသမင်းစားကြီးပါသေးရှိတယ်အဲ့လိုဟာဒီ
funding limitations အဲ့လိုဟာတွေကကြောင့် limitation မှာပြလို့ရတယ်ခါကြရင် data ကတော့200လို့ကောက်ရမယ်ဆိုပေမဲ့ဟိုက200လို့မကောက်နိုင်ဘူး100ပဲကောက်ရတယ်ဆိုပြီးကောက်နိုင်ခဲ့တယ်ဆိုပြီး result မှာနည်းနည်းလေးခက်ခဲအပြောင်းလဲရှိနေတယ်အဲ့ကြကိုကဘာလုပ်ပေးရလဲဆိုရင် limitations ဆိုပြီးတော့ထည့်ပေးရတယ်ကိုယ့်ရဲ့ research မှာ so limitation ဘာ limitation ရှိတယ်လဲခုနကပြောတဲ့ funding limitation တွေရှိမယ် time limitation တွေရှိပါတယ်တော့ထည့်ရမယ်ဆိုတော့မထည့်ဘဲနဲ့ survey ကောက်ရမယ်ပမာဏတိုင်းကိုမကောက်ဘူးဆိုတော့ဒါဒီကိုကလိန်တဲ့သဘောဖြစ်သွားလိမ့်မယ်အဲ့ကြောင့်အဲ့လိုကိုယ်မှာအခက်ခဲအကျက်တဲပေါ့နော် limitation တွေရှိခဲ့ဆိုရင် limitation ကိုဖော်ပြရတယ်ဆိုပြီးဒါဒီဟိုက sample size ကောက်တဲ့လူ200ကောက်တဲ့ sample size ကို100ပဲကောက်မိတော့မှပြောမယ်ဆိုကောက်ပေါ်ပြန်ဖြစ်တယ်လို့ပြောလို့ရတယ်ဒါဒီမှာ data ပါဟိုလိုက်ရှာလို့မရအောင် data missing data ဖြစ်နေလို့ရှိရင်အဲ့ကြတဲ့ limitation မှာထည့်ပြရတယ် missing data ဖြစ်ပါတယ်ဆိုတဲ့အကြောင်းမျိုးထည့်ပြရတယ်အဲ့လိုဟာမျိုးနော်ဆိုတော့ဟိုနောက်တချို့ chat GPT ဘာညာသုံးတယ်ဆိုတော့တချို့ရှိရ chat GPT သုံးပြီးတော့မထည့်ပေးဘူးreference ဆိုပါမှာ chat GPT ကိုလုံးဝမထည့်ဘူးဖျောက်ထားတယ်အဲ့လိုမျိုးမလုပ်ဘဲနဲ့ကိုဘာလို့လဲလုပ်တဲ့ဟာအသေးစိတ်ကိုပြန်ထည့်ပေးရမယ်လို့ကိစ္စမရှိဘူး sample size ကကောက်ရမယ့်ပမာဏကိုမကောက်မိနေတာမှာ limitation မှာထည့်ပေးလိုက်ရတယ်အဖြေကကာဘာဖြစ်လာမလို့ကျွန်တော်ဖြေပေးရဖြေ ဟုတ်ဖြစ်တယ်ရှင်ကျေးဇူးပါဒါဆိုလို့ရှိရင်ကို interview ရမယ့်သူကနှစ်ဖွဲ့ရှိတောင်းတော့ဘယ်လိုပြောမလဲဆိုတော့ဒီမိဘတွေပြည်သူတွေတပိုင်းရပြော healthcare workers တွေတပိုင်းဆို symbol ကိုတက်စီတော့ပြီးတော့သူတို့အဲ့လို view ရမှာလို့ပေါ့မဟုတ်ဘူးအဲ့ဒါကြတော့ကိုယ့်ရဲ့ခေါင်းစဉ်နဲ့ဆိုင်သွားခေါင်းစဉ်ကဘာလဲပုံဒီမှာကျွန်တော်ပြောပြလို့အဆင်ပြေပါလို့ဆိုတော့ခေါင်းစဉ်မှာမူတည်ပြီးခေါင်းစဉ်ကဘယ်သူ့ focus ထားလဲhealthcare workers ကိုfocus ထားလားဒါမှမဟုတ် patients ပေါ့နော်ဆိုတော့ citizens ကို focus ထားလားဒါတပိုင်းဟုတ်ပြီခေါင်းစဉ်ကတော့ general ခေါင်းစဉ်ပဲနော်ဒီimpact of healthcare workers on the people's health ဆိုပါတော့အဲ့ဒါဆိုရင်200လုံးတစ်ဖက်လုံးကောင်းမယ်စုဖွဲ့တစ်ခုလုံးကောင်းမယ်ဆိုတော့ sample ကရှင်းတယ် sample ကခုန sample size တွေပါတွက်တယ်ဆိုရင်သူကအမှ quota sampling ဆိုတာသုံးရလေဆိုတော့ healthcare worker ကိုဘယ်လောက်အရေးအတွက်ထားမလဲဟိုကကိုဘယ်လောက်အရေးအတွက်ထားမလဲဆိုတော့ကိုပြန်ခွဲလို့ရတယ်ခွဲပြီးတော့မှအကဲကိုကဒီ survey လို့ဟာမျိုးပေါ့ qualitative ကောက်တယ်ဆိုရင်မတူတော့ဘူးမိခွန်းကလည်းမတူနိုင်တော့ဘူး healthcare worker မိမဲ့မိခွန်းနဲ့ဒီဟို citizens တွေ people တွေကိုမိမဲ့မိခွန်းမတူနိုင်တော့ဘူးအဲ့ကြမိခွန်းမမေးခင်မှာကိုကအရင်ဆုံး survey ကိုအရင်လုပ်ပါထုတ်တာမှရမယ် follow up question ဆိုနော်ရိုးကို4 question ဆိုတော့ဘာလောက်ထားမှရမယ်ဆိုတော့ pilot survey လုပ်တယ်ဆိုတော့အဲ့ဒါကြောင့်ဆိုတော့အရင်ပထမလုပ်ထားတဲ့ဟာနဲ့ pilot survey ကောက်လိုက်တယ်အဆင်ပြေရဆိုရင်အဲ့မိကို construct update လုပ်ရင်တော့မလုပ်ဘူးဆိုရင်အဲ့မိကိုတိုင်းမှာဆက်ကောက်ပါမယ်ဆိုတော့ပြီးရင်အဲ့မိကိုတိုင်းကိုပဲတကယ် survey မှာသုံးတယ်ဆိုရင်ဒီထားမျိုးဥပမာဆိုပါတော့ဒီမှာနမူနာတစ်ခုပေါ့နော်ခုနမေးရမိကိုပေါ့ဆိုတော့တစ်ခါတလေမှာ keywords တွေမပါမျိုးဖြစ်သလားဆိုရင် keywords ကပါအောင်ပါတယ်သူတို့ဘယ်လိုပဲအဖြေတွေမတူအောင်ဖြည့်ဆိုတော့ keywords ကဒီမှာဆိုလည်းတချို့မိကိုနေဆိုတော့ဘာမှမဆိုင်မိကိုကတူမတူတဲ့အမျိုးရှိတချို့အဖြေတွေဒီမှာမိကိုဆိုရင်နော်ဒီမှာ how much how would you describe the current status ပေါ့နော်ဆိုတော့ gender discrimination လို့ဟာမျိုးနဲ့ပတ်သက်တဲ့အကြောင်းအောင်ဆိုတော့ women leadership နဲ့ gender discrimination မှာဒီမှာအကြောင်းအရာမတူကြအောင်ဖြေတဲ့ဟာဒါပေမဲ့အဲ့မှာမကုန်တင်လုပ်တဲ့ခါကျတော့ဒီ thematic analysis ကုန်တင်လုပ်တဲ့ခါကျတော့ keywords ကကျွန်တော်ရှိမှာဘာတွေထွက်လာလဲဆိုရင်ဒါနဲ့ပတ်သက်တဲ့ equal opportunities နဲ့ပတ်သက်ပြီးဘာတွေပြောကြလဲ equal ဆိုတာvocabulary ရတော့မိကုန်းက vocabulary ကတူကြီးမှတူလိမ့်မယ်စကားလုံးတူကြီးမှတူလိမ့်မယ်ဒါပေမဲ့ concept တူနေလဲ keywords လို့ပြောလို့ရတယ်ဆိုတော့ vocabulary ကတည့်တဲ့အတိုင်းပဲတူကြီးမှတူမှာဟုတ်ဆိုတော့ vocabulary မတူရင်တောင်မှဒီ keywords က concept ပေါ့နော် concept ကတူရင်အဆင်ပြေတယ်နော်အဲ့လိုမျိုးလုပ်လို့ရတယ် qualitative ကရလားမသိဘူးကျွန်တော်ဖြေပေးရဖြေမိကိုနဲ့ကြိုက်တာပြီဟုတ်ကြိုက်တယ်ဟိုလို same vocabulary တော့မျှော်လို့မရပါဘူး။ဘာလို့လဲဆိုတော့လူအမျိုးမျိုးကလည်းမတူတဲ့စကားလုံးတွေသုံးမှာဆိုတော့ concept ကိုပြောချင်တာ keyword ဆိုတာလေ concept တူတယောက် chat ထဲမှာမေးထားရှိရနော်sampling method နဲ့ပတ်သက်ပြီးတဲ့ဥပမာစီးပွားရေးလုပ်ငန်းစမ်းကြောင်းမျိုးနဲ့ SME တွေကိုပဲdata ကောက်တယ်ဆိုရင် certify လို့ပြောလို့ရလား proportion တိကျတော့မလုပ်ပဲဆိုရင် disproportional certify လို့ပြောနေတယ်။ Okay ဆိုတော့အရင်ဆုံးပထမတစ်ခုကဒီpopulation ကိုအရင်သိရမယ်ကွာ
population မှာ population ဘယ်လောက်ရှိတယ်လဲဆိုတော့ဒါကပုံမှန်ဖြင့် SME လုပ်ငန်းတွေဆိုအစိုးရဌာနတွေရတာများတယ်ပေါ့နော် okay ဆိုတော့ population သိပြီဆိုရင်sample size ကိုပြောရမယ် sample size ဘယ်လောက်ရှိတယ်လဲကို survey ကဘယ်လောက်ကောက်အောင်လဲဆိုရင် sample size ကိုဆိုတော့ survey ကောက်အောင်လဲဆိုရင်ပြီးတော့မှ satisfy ကဟိုနဲ့အဆင်ပြေရလား satisfy method ကအဆင်ပြေ satisfy ဆိုတာခုနပြောထားကြတာသူကဘာလဲဆို sub group တွေခွဲအောင်ဥပမာဆိုပါစို့ SME ကိုမှစားသောက်ကုန်လုပ်ငန်းရောင်းတဲ့ SME လားဒါမှမဟုတ်ဘယ်နဲ့ electronic device တွေရောင်းတဲ့စားသောက်ကုန်လုပ်ငန်းလားဆိုတာကိုကသိဖို့လိုတယ်ဆိုတော့အဲ့ဒါကိုသိမှဒီ certify method ကအဆင်ပြေတာပြီးတော့ခုနကပြောတဲ့ sampling method အားလုံးကြီးကောင်းတာမဟုတ်သူ sampling method တိုင်းမှာ limitation တွေရှိတယ်ဥပမာဆိုရင် certify method ဆိုရင်ဘာရှိလဲ time consuming တော့ပါရှိတယ်သူရဲ့ limitation တွေမှာဒီ time consuming ရှိတယ်ပြီးတော့ group တွေခွဲရ sub group တွေလိုက်ခွဲရဆိုတော့ complex နည်းနည်းဖြစ်တယ်လို့ပြောလို့ရတယ်ပြမလားဖုန်းဆိုင်ဆိုလည်းဖုန်းဆိုင်မှာဘယ်နှဆိုင်ရှိရလဲပြန်ခွဲရပါတော့ကိုတိထားတဲ့ sample size ထဲမှာပြန်ခွဲရဖုန်းဆိုင်တွေကဘယ်လောက်စားသောက်ကုန်လုပ်ငန်းကဘယ်လောက်နောက်ကြရင်အဲ့လိုမျိုးပဲတခြားဒီပစ္စည်းရောင်းတဲ့ဆိုင်တွေကဘယ်လောက်ဆိုတဲ့ဟာမျိုးပေါ့ဆိုတော့အဲ့လိုဟာမျိုးတွေတစ်ချက် time consuming ဖြစ်တယ်ပြီးတော့နည်းနည်း complicate ဖြစ်တယ်နောက်ခါကျတော့ကိုကဒီလုပ်ငန်းနဲ့ပတ်သက်တဲ့ knowledge လည်းရှိဖို့လိုတယ်မှဆိုရင်စားသောက်ကုန်လုပ်ငန်းနဲ့ပတ်သက်တဲ့ knowledge basic knowledge ကိုရှိဖို့လိုတယ် electronic device ရောင်းတဲ့ဆိုင်ဆိုလည်း electronic device ရောင်းတဲ့ဆိုင်နဲ့ပတ်သက်တဲ့အဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့basic knowledge ကိုမှရှိဖို့လိုတယ်ဆိုတော့အဲ့ဒါတွေကိုသိမှသာလေကပထမတစ်ချက်ဒီ sampling ကိုသုံးရမှာဆိုတော့ဒီနေရာမှာသိထားမှာဒီ population ကိုအရင်သိအောင်ကြိုးစားရမယ်နောက်တစ်ဆင့်က sample size ကိုသိအောင်ကြိုးစားမယ်အဲ့ဒါပြီးတော့မှရလာတဲ့ sample size ကိုဒီပြီးတော့ကိုယ့်ရဲ့ခေါင်းစဉ်ကိုယ့်ရဲ့ objectives ကိုယ့်ရဲ့ hypothesis နဲ့ sample size ကိုအခြေခံပြီးတော့ဘယ်လို method ကိုသုံးသင့်တယ်လဲဆိုတာကိုသိရမယ်ဟုတ်ပြီနော်ဆိုတော့ဒီမှာက satisfy လို့ပြောလို့ဟောပါပေါ့နော်satisfy satisfy လို့ပြေလားဆိုတာတဲ့ဒါကိုယ့်ရဲ့ objective ပေါ့နော်ဒီမှာတော့ကျွန်တော် objective မသိတဲ့ခါကျတော့ပြောပြလို့အဆင်မပြေဘူးနော်ဆိုတော့ခုနအရှိမှလည်းပြောခဲ့တယ် sampling size ကိုရွေးဖို့အတွက်ဆိုရင်ခုနပြော objectives တို့ hypothesis testing တို့အဲ့ဒါတွေကိုအခြေခံမယ်ပထမချက်ဒီ sample size ကိုအရင်တွေ့ရမယ် population size ကိုမူတည်ပြီး sample size ကိုတွေ့ရမယ် sample size ကိုမူတည်ပြီးတော့မှကိုယ့်ရဲ့ research objectives တွေ hypothesis တွေပေါ်အခြေခံပြီးတော့မှဘယ် method ကဘယ် sampling technique ကကိုယ့်အတွက်ပိုအဆင်ပြေမလဲဆိုတာကိုတိအောင်ကြိုးစားပြီးတော့မှကောက်တာအကောင်းဆုံးပဲ satisfy ရမှာမဟုတ်ဘူးအခြား random sampling လို့သုံးလို့ရတယ်เนาะဒီဂျုံတဲ့ဆိုင်ကိုကောက်တယ်ဂျုံတဲ့ဆိုင်ဆိုတာကဒီခုနပြောတဲ့ကိုယ့်ရဲ့ research နဲ့ပတ်သက်တဲ့စီးပွားရေးလုပ်ငန်းတွေမှာဂျုံရကြပဲအဲ့ scope ထဲမှာဂျုံတဲ့ဆိုင်ကိုကောက်လိုက်တာဆို random sampling သုံးလိုက်တဲ့အခါမှာပုံမှန်ဖြစ် probability နဲ့ non probability ဆိုရင် probability sampling technique ကပိုကောင်းတယ်ပိုပြီး reliable ပိုဖြစ်တယ်လို့ပြောလို့ရတယ် probability sampling technique ကျွန်တော်ဖြေရဲ့အဖြေအစင်ကြီးလားမသိဘူးမေးခွန်းတယ်မေးရတဲ့ရောက်တခြားလူတွေရောမေးစရာမေးခွန်းရှိသေးလားဆိုတော့မေးလိုက်ရတော့အားမရတော့15မိနစ်လောက်ကြာသေးတယ်ဟုတ်ကဲ့ဆရာဟိုပါလေလောက်တဲ့ process ကလေအဲ့ဒါတိတ်နားမလည်လိုက်လို့ဆရာဘယ်ရလဲhypothesis ဒီ objective နဲ့ hypothesis လောက်တဲ့နားပါလေဟိုနားတော့နားထောင်မှလေတိတ်ပြီးရှင်းရှင်းလင်းလင်းမမြင်ဘူးဖြစ်နေ Okay so objectives နဲ့ hypothesis နော် so objectives ဆိုတာကကိုကဘာလို့ဒီ research လုပ်ရလဲသူများလုပ်ပြီးသားဟာကိုပြန်လို့ရတာအခြေကုန်တယ်လေအဲ့ဒါ research လို့မခေါ် research ဆိုပြီးတော့ research လို့ပြောတာဆိုတော့သူများမလုပ်ရသေးတဲ့ဟာကိုလုပ်တာဆိုတော့ဘာပြဿနာတွေဖြေရှင်းဖို့ကြံတယ်လဲအရှိရလူတွေကလုပ်ခဲ့တယ်အဲ့ဒါကိုဘာပြဿနာဖြေရှင်းဖို့ကြံတယ်လဲဆိုတာကိုပြဿနာအဲ့ဒီပြဿနာကိုရှာမဲ့အရာဒီ objectives အဲ့ဒီရှင်းလား objectives အကြောင်းရှင်းမလား research objective ကဟုတ်ကဲ့ပါရှင်ဆိုတော့ okay research objective ရပြီဆိုရင်အဲ့ဒီ research objective ကိုမူတည်ပြီးတော့ဘယ်လိုအဖြေရှာမလဲဆိုပါတော့ကျွန်တော်တို့ကနော်ဆေးလိပ်တောက်ရှင်းတဲ့အဆုတ်ကင်ဆာနဲ့ဆက်နွယ်ချက်ကိုရှာမယ်နော်ဆေးလိပ်တောက်ရှင်းတဲ့အဆုတ်ကင်ဆာရှာမယ်ဆိုရင်တကယ်ရောဆေးလိပ်တောက်ရှင်းကအဆုတ်ကင်ဆာဖြစ်စေတာလားအဲ့ဒါဒီ hypothesis ဖြစ်သွားပြီဟုတ်ပြီနော်ဆက်နမူနာပြမယ်နမူနာတစ်ခုကျွန်တော်ပြမယ်ကျွန်တော်ရဲ့paper နဲ့ပတ်သက်ပြီးတော့ပဲနမူနာပြမယ်နော် hypothesis testing
သူကလေဟိုတက်တေပြချက်လိုမျိုးပေါ့နော် yes နမူနာပြမယ်မျက်လုံးနဲ့မြန်ဆိုပါတော့ဒီမှာဆိုရင်အာ relationship between economic growth and unemployment နော်ဒီစီးပွားရေးနဲ့အလုပ်လက်မဲ့ခြားဆက်နွယ်ကြပါတော့ဆိုတော့သူရဲ့ hypothesis ကobjective ဆိုရင် correlation ကိုရှာပါသူတို့ကြားဆက်နွယ်ချက်ဘယ်လိုရှိသလဲပြီးတော့ direction ဘယ်သူကဘယ်သူတက်ရောက်တာလဲစီးပွားရေးကဒီ unemployment ကိုတက်ရောက်တာလား unemployment ကစီးပွားရေးအပေါ်တက်ရောက်မှုရှိသလားဆိုရင်ဟိုရှာတော့နှစ်ပိုင်းရှိရနော် correlation တစ်ပိုင်းcorrelation ကတော့ပုံမှန် hypothesis သုံးနေမရှိဘူးတက်ရောက်မှုဆိုရင်တော့ hypothesis သုံးတယ်အဲ့ဒါ Granger causality လို့ခေါ်ပါနော်ဆိုတော့ဒီမှာဆိုရင် question က nature and extent of relationship correlation between ဒီနှစ်ခုကြာပါနော်အဲကြောင့် objective ကအဲ့ဒါဖြစ်လာ investigate the correlation between နှစ်ခုပေါ့ပုံမှန်ဖြင့် problem တွေကိုအဖြေရှာမဲရသည်က objectives ဖြစ်လာပါနော် research objectives ဖြစ်လာဆိုတော့ဒီလိုဟာမျိုးဒီဘာလို့ခေါ်လဲ conceptual framework လို့ဘာလို့ခေါ်လဲနော်ဆိုတော့ဒါဒီ conceptual framework ကိုသုံးမဲ့ဟာပေါ့နော် hypothesis ဆိုဒီမှာကြည့်လိုက် that is Granger causality from economic growth to unemployment rate နောက်တစ်ခါကျတော့ unemployment rate ကနေပြီးတော့ economic growth ကိုသွားတယ် okay ကျွန်တော်ရဲ့ result ကိုကြည့်ကြည့်မယ် result ကp value ပါကျွန်တော်မပြောတော့ဒါနည်းနည်းဟိုတုတနာလုံးနေကြလို့မှာ p value လို့ပါတော့ပြောလို့အဆင်ပြေတယ် okay ဆိုတော့ခုနကကျွန်တော်ရဲ့ hypothesis က Granger causality ရှိပါလို့ပြောတယ်သူကဒီမှာကကြည့်ကြည့်လိုက် p value က 0.5261 เนาะအဲ့လိုဟာမျိုးရှိရပေါ့ဆိုတော့အဲ့လိုဟာမျိုးရှိရဆိုရင်ဒီမှာSo the Granger causality test result revealing that there is no evidenceတော့သိကြတဲ့နေရာဒီ 0.05 ထက်ကြီးရင်accept လုပ်ရတယ် 0.05 ထက်ကြီးခုနအပေါ်က hypothesis ကို accept လုပ်ရတယ် hypothesis မှာဆက်နွယ်မှုရှိလို့ပြောရကြောင်း no evidence of Granger causality running from economic growth to unemployment ဆိုအဲ့လိုဟာမျိုးပေါ့ဆိုတော့ဟိုဒီဟာကိုမူတည်ပြီးတော့မှ data တွက်လိုက်မယ်ရလာတဲ့ p value ကိုမူတည်ပြီးတော့ hypothesis ကို reject လုပ်မလား accept လုပ်မလားဆိုရအောင်ဆုံးဖြတ်တာဆိုတော့အဲ့ဒါကမှအဖြေဖြစ်လာတာကိုယ့်ရဲ့ခုနမိကိုအပေါ်မှာလုပ်ခဲ့တဲ့problems ဘုမဟုတ် questions ဘုမဟုတ်ကိုယ့်ရဲ့ objective အတွက်အဖြေဖြစ်လာဆိုတော့ရလာတဲ့ result ကိုကြည့်ပြီးတော့ reject လုပ်မှာ accept လုပ်မှာပြီးတော့ objectives နဲ့ပြန်ချိန်တဲ့ဟာမျိုးအဲ့လိုဟာမျိုးအဲ့ဒါ hypothesis ပဲအဆိုပြုချက်ပါတော့မြန်မာမှုအဆိုပြုချက်လို့ပြုမှာ hypothesis ကရလားမသိဘူးကျွန်တော်ဖြေပေးရအဖြစ်ဟိုမိကိုနဲ့ဟုတ်ပြီနောက်တစ်ယောက် reason လုပ်ထားဟုတ်ကဲ့ဆရာဒီဟိုနဲ့ diet တော့မသက်ဆိုင်ပဲဒီဟိုတခုလေးသိချင်လို့ဒီဆိုဒီ India government ကအဲ့လိုဒီ social science ကို bachelor degree ကို full scholarship တွေပါပေးရရှိလိုက်တယ်social science မှာမဟုတ်ဘူး C နဲ့ law ကလွယ်လို့
ကျန်တဲ့ဟာ UG PG PhD ရဲ့ full scholarship ခုန ICCR scholarship ပုံမှန်ပြင်April မဟုတ်February March လောက်မှာ college ရှိတယ် March ကနေပြီးတော့ May ဇွန်လောက်ထိ application form ဖွင့်တယ်ပုံမှန်8လပိုင်းကျောင်းတက်ရတာဆိုအိန္ဒိယအစိုးရကြီးညာလေးရှိတဲ့ပုံမှန်လေးအိန္ဒိယသူတို့မြန်မာနိုင်ငံအိန္ဒိယတန်ရုံ website အိန္ဒိယတန်ရုံ Facebook page မှာကြီးညာပြီးရဲ့အဲ့ဒီအချိန်က March April လောက်ဆိုတော့ Bachelor or Master or PhD ကိုရှောက်လို့ရတယ်စီးနဲ့ medical နဲ့ law လွယ်ပြီးတော့ကျန်တဲ့ဟာကိုရှောက်ရတယ်အစိုးရတက္ကသိုလ်မှာပဲတက် private တော့တက်လို့မရဘူး fully cover ဖြစ်လာဆရာဒီသူတို့ပေးတဲ့ဟို yes ဖြစ်တယ်ဖြစ်တယ်ဆိုတော့ကျောင်းသားကဘာညာသူတို့အကုန် busy ပြပူဘာမှစဉ်းစားတာမလို့ဟိုကနေထိုင်စားတော့စီပြီးတော့အသုံးစီ style fan လို့ဟာမျိုးကလာစီပြလောက်တယ် ဟုတ်ကဲ့ပါဆရာကြည့်ပါဆရာ ခုနကဆက်ဆက်မေးကုန်ပေါ့နော်ဆက်ဆက်မေးကုန်က sample size ကတွက်ပြီးသား SME အလေးအုပ်စုတော့ပဲကောင်းမယ်ဆိုရင် certify လို့ပြောနိုင်လားso stratify လို့ပြောတယ် SME sample size ကတွက်ပြီးသားဆိုတော့ sample size ကဘယ်လောက်လဲအဲ့ sample size ကဘယ်လောက်မှအုပ်စု၄ခုလောက်ပဲဆိုတော့ certify လို့ပြောချင်တော့ပြောလို့ရတယ် certify နဲ့ကောက်လေဘာမှတော့မဖြစ်ဘူးဒါပေမဲ့ sample size ကဘယ်လောက်ရှိသလဲဥပမာဆိုပါစို့ sample size က100ရှိရဆိုပါစို့ sample size ကကိုကမှ100ကိုကဘယ်ဟာပေါ် focus ထားတယ်ဆို focus ထားပုံပြီးတော့ maybe 4ခုလည်းဖြစ်နိုင်တယ်5ခုလည်းဖြစ်နိုင်တယ်အဓိက certify ကsampling technique ကနံပါတ်1အရေးကြီးတာအချက်မဟုတ်ဘူးเนาะနံပါတ်1အရေးကြီးချက်က sample size ကနံပါတ်1အရေးကြီးဆို sample size ကမှန်မှသာလေကိုယ့်ရဲ့ဒီကောက်လိုက်မဲ့ data ကတကယ် population ကို represent ဖြစ်မှာဆို sample size လွဲသွားရင်ဘာနဲ့ပဲကောက်လွဲသွားမှာပေါ့ဆိုအဓိက sample size မှန်ဖို့အရေးကြီးအဲ့ဒါနံပါတ်1ချက် sample size မှန်သွားပြီဆိုရင်ခုနပြောတဲ့ certify နဲ့တွက်လဲရတယ် random sampling နဲ့တွက်လဲရတယ်ဒါပေမဲ့ကိုယ့်ရဲ့ topic ပေါ်မူတည်ပါเนาะ topic ရဲ့ပုံမူတည်ပြီးတော့ဒီ random sampling ကိုသုံးမလား certify ကိုသုံးမလားဆိုပါစို့ကျွန်တော်နမူနာတစ်ခုပြမှာပေါ့เนาะကျွန်တော်ရဲ့ခေါင်းစဉ်တစ်ခုကဒီ digital arts adoption ပေါ့เนาะ by university students ဆိုပါတော့ in Mangalore University ဆိုတော့အဲ့ဒီနေရာမှာဆိုရင်ကျွန်တော်ကဒီအကြောင်းသားဒီမှာဆိုရင်တောင်းကနန်းရှိအောင်နော်တောင်းကနန်းမှာဟောလောက်ရှိမယ်တစ်နှစ်ကို3-4 တောင်းလောက်ရှိအောင်တစ်နှစ်နော်တစ်နှစ်ကို3-4 တောင်းလောက်ရှိဆိုတော့အဲ့လို case ဆိုရင်ကျွန်တော်ကဒီ random sampling သုံးတာကကျွန်တော်တို့ပို့စီ sample size ကအဲ့3-4 တောင်းမှာ sample size က200ဆိုပါစို့ကျွန်တော်ရဲ့ sample size 200ဆိုရင်ကျွန်တော်က random sampling ကိုသုံးတာပို့စီမယ်ဘာလို့လဲဆိုတော့သူတို့မှာက group ခွဲဖို့တော့သိမလွယ်ဘူးအဲ့တော့ကျွန်တော်လည်းမသိထားတဲ့ဟာသူတို့ရှိတာ data ရဖို့ကမလွယ်ဘူးဆက်စားကြည့် data ရဖို့မလွယ်တဲ့ခါကျတော့အဲ့လိုအခြေအနေမျိုးဆိုရင် random sampling ကိုသုံးတာရှိပြီခုနကသူတို့ရှိမှာ information ရထားတဲ့အနေအထားမျိုးရှိတယ်ဆိုရင်တော့ maybe certify ကပို့ပြီးတော့ခေါင်းလိုက်မယ် random sampling နဲ့ဆိုင်တော့ certify ကပို့ပြီးတော့ကောင်းတယ်လို့ပြောလို့ရတယ်ဒါမှမရှိအောင်ပေါ့အဓိကတော့သူတို့ရဲ့ information ကိုကြိုသိထားရင်တော့အဲ့ဒါကလည်းအားသာချက်တစ်ခုပဲဘယ် method ကိုသုံးလို့ပိုလွယ်လဲဆိုရယ်ပိုအဆင်ပြေမလဲဆိုတော့ပိုဆုံးဖြတ်တာ decision making ချတာပိုကောင်းတယ်ဆိုတဲ့ data မျိုးရှိအောင်ဆိုတော့ဒီ case မှာဆိုရင်ကိုယ့်ရဲ့ knowledge ပုံပြီးကိုကဒီ SME လုပ်ငန်းတွေရဲ့background knowledge ကိုသိထားဆိုတော့ satisfy လဲသုံးလို့ရတယ်ဆို random sampling နဲ့ satisfy ကပိုကောင်းတယ်လို့ပြောရအောင်ဘာလို့ sub category ခွဲပြီးတော့ကောက်တာစနောက်တရရလာမသိဘူးကွာလေကျွန်တော်ဖြေနဲ့မိကုန်းနဲ့ကိုက်တယ်လို့ထင်ပါနောက်တရ risk ဆန်လို့ထားတယ် ဟုတ်ဆရာ literature review လုပ်တဲ့အခါမှာလည်းဘယ်လို website တွေကအထောက်အကူဖြစ်လဲliterature review က theory ရဆိုရင်တော့အများကြီးရှိတယ် systematic literature review ရှိတယ် thematic literature review ရှိတယ်အများကြီးပဲပေါ့နော် depth ကဒါပေမဲ့အခုနောက်ပိုင်းမှာဆိုတော့ပုံမှန်ပြည့်ဆိုတာက ethical ပေါ့နော် ethical ဆိုတာစာရအောင်တက်နဲ့သုံးတာမဟုတ် AI solution ကိုသုံးရတယ်အခုနောက်ပိုင်းမှာခေတ်စားလာရှိတယ်ဒီ ethical use of AI ဆိုပြီးတော့ ethical use of AI ဆိုပြီးတော့အကြောင်းတက္ကသိုလ်တကယ်နာမည်ကြီးကမ္ဘာတက္ကသိုလ်တွေမှာ workshop တွေseminar ဟာမျိုးလုပ်လို့ရှိရပါတော့ဆိုတော့ဒီတိုင်းမသုံးနဲ့လို့တားရတဲ့စာဘယ်လိုမျိုး ethical use ဖြစ်အောင်သုံးမလဲဆိုတဲ့ဟာကို training ပေးတဲ့ဟာမျိုးပေါ့နော်ဆိုတော့အဲ့လိုဟာမျိုးလုပ်ရတယ်ပုံမှန်အဖြစ်elixir ဆိုတဲ့ဟာရှိ elixir ELICIT elixir ဆိုတာရှိတယ်ဆို literature review လို့ပေါ့
လုပ်လို့ရတယ်နောက် Google မှာလည်း Google LM ဆိုတာရှိတယ်သုံးမှုမသုံးမှုတော့ကျွန်တော်မပြောတတ်ဘူးเนาะဆိုတော့ Google ကျွန်တော်နမူနာအဲ့ရလိုက်ပြီတစ်ခါ Google LM ကကျတော့သူကဟိုပါလေ mind mapping တွေပါလုပ်ခံရတယ်ခါရပြလိုက်မယ်ဟိုနောက်ပိုင်းသုံးလို့Google LM notebook ဆိုတာရှိတယ်အဲ့ဒါကိုဝင်လိုက်ရင်ဆိုတော့ဒီမှာဆိုရင်ဆိုပါတော့ကျွန်တော်ကဒီမှာကျွန်တော်ရဲ့ခေါင်းစဉ်တစ်ခုပဲဒီမှာရတယ်မပြအောင်တရားလေးဆိုစခရီမီရတယ်နော်ဒါကျွန်တော်ရဲ့စာရန်တစ်ခုကျွန်တော်စမ်းသုံးကြည့်ထားပါနော်ဆိုတော့ဒီထဲထည့်ထားလိုက်တယ်ဒီမှာ upload ထားပါနော် mind mapping ကျွန်တော်ထုတ်ပြမယ်โอเคဒီမှာ mind mapping ကြည့်လားအသေးစိတ်ပါဒီစာရန် research paper of overview မှာပါ title ထားလိုက်တော့ဒါဟိုမှာ theoretical context မှာကျွန်တော်ဘာအကြောင်းတွေပြောတာလဲ Keynesians အကြောင်းပြောတယ် Overkinders laws အကြောင်းပြောတယ်เนาะဒီမှာတယောက်ရဲ့ theorist တယောက်ရဲ့အကြောင်းပြောတယ်နောက် research objectives မှာဆိုရင်ဒီမှာဒီအကြောင်းပြော methodology ကကျွန်တော်ဘာတွေသုံးတာလဲအစာဖတ်မှပြင်းနေဆိုအဲ့ဒါသုံးလိုက်အဖြေတန်းရတယ်ဆိုတော့ဒါကmind mapping เนาะဆိုတော့ paper တစ်စောင်ကိုကြည့်ပြီးတော့ mind mapping ထုတ်တယ်ဟာနောက်တစ်ခုကဒီမှာကဒါ literature review ဒီမှာ literature review ဆိုရင်ဒီဒါကိုပတ်သက်ပြီးတော့ဘယ်လိုဘာလုပ်လဲဆိုတော့နည်းနည်းတော့အရှိထုတ်ပြရပါတော့ဒီ Google LM notebook ကခုနကပြော Ellipsis ကကျတော့သူကအရှိမထုတ်ပြဘူးအတူပဲထုတ်ပြရဒီ literature review မှာအတူထုတ်ပြရနောက်ChatGPT တို့ Perplexity ဆိုသုံးလေးရတယ်အဲ့ဒီမှာဆို license ဆိုရင်တော့ပိုကောင်းတယ်ဟိုfree version ဆိုတော့သူကတိကျတော့အဖြေမပေးနိုင်ဘူးเนาะ license version ဆိုရင်ဘာလုပ်လို့ရလဲဆိုရင်ခုနကပြော literature review လုပ်ပေးပါဆိုရင်သူကလုပ်ပေးမကီဘယ်လောက်ပေါ့နော် how many ဟိုတခု word စုကို100နဲ့100လား200လား IP ပါတစ်စောင်းဆိုအဲ့လိုမျိုး literature review လုပ်ခိုင်းလို့ရတယ်ဒါမဲ့မမေးဖို့လိုတာကသူ့ share ကိုက idea သုံးလိုက်တယ်ဆိုရင်ဒါဒီသူ့ကို reference section မှာကိုကပြမယ်ChatGPT ဆိုလဲ ChatGPT Ellipsis ဆိုလဲ Ellipsis Google LM Note ဆိုလဲ Google LM Notebook ဆိုပြီးတော့ဒီ reference section မှာတော့ဟောပြလို့လို့တယ်မဟုတ်ဘူးဆိုရင်ကိုဒီသူ့ရဲ့ idea ကိုယူသုံးလိုက်တဲ့တဘောပဲဆိုတော့ခုနက AI တို့ပါလို့ပေါ့နော်ဆိုတော့ AI 2 ကသုံးတဲ့ခါမှာလဲကျွန်တော်တို့က direct သုံးလို့မရဘူးကိုယ့်ကို paraphrase ပြန်လုပ်ရမှာပြန်ဖတ်သူတို့ထုတ်ပေးတာပြန်ဖတ်ပြီးတော့ကိုဘယ်လိုနားလဲဆိုတော့ rephrasing ပေါ့နော်တို့မ paraphrasing လုပ်ပြီးတော့ပြန်vocabulary ပြောင်းနေမှာမဟုတ်ဘူးsentence structures ကိုပါနည်းနည်းလေးပြင်ပြီးတော့ဒီ paraphrase လုပ်ပြီးတော့ရေးတာကတော့အကောင်းဆုံးပဲဆိုတော့ကိုယ့်ရဲ့ idea ကိုလို့ဒီတော့ခုနကပြောတဲ့ AI tools ကိုသုံးရတယ် ethical use ပေါ့နော်ဆိုတော့တကယ်ဒီ ethic ဖြစ်အောင်တော့သုံးဖို့လို့လိုတယ်ပြီးရင်ကိုသူ့ကိုသုံးထားရဆိုရင်တော့ဒီခုနကပြောတဲ့ကျွန်တော်ခုနကဒီမှာ PPT မှာကျွန်တော်တော့ပြရတယ်ကျွန်တော်မပြတာလည်းဘာမှAI ကျွန်တော်ဖြောက်လိုက်လို့အမေ PPT ကိုကျွန်တော်လုပ်တဲ့ကြောင့်ဒီမှာ reference section မှာပြခဲ့တယ် for PPT making ဆိုပြီးပြခဲ့တယ်အဲ့လိုဟာမျိုးပါကျွန်တော်ဒီမှာသုံးမဲ့ points ရှိတယ်အဲ့ points ကိုပဲဒီက exact ပေါ့နော်အဲ့ points ကိုပဲထုတ်ပြီး design မဲ့အတိလုပ်ပြီးပေါ့နော် points က2 point လည်းမထည့်ဘူးကျွန်တော် points ကိုပဲသုံးပြီး design လုပ်ပြီးဆိုပြီးတော့အဲ့လိုcomment ပေးလိုက်တာခုနကပြောကျွန်တော် keywords တွေကိုပဲ words တွေကိုပဲ design လုပ်ပြရဒါပေမဲ့ reference မှာကျွန်တော်ထောက်လိုက်လို့ရတယ်သို့တော်လည်းပဲမထောက်ဘဲနဲ့ဘယ်လိုထားလဲဆိုရင်ဒီမှာပြပေးထားမယ်နော်အဲ့လိုဟာမျိုးပေါ့တခြားလူတွေရောမေးတာရှိပြီလား Hello ဆရာပြီးတော့လေဆရာရဲ့ publish လုပ်ထားတဲ့ research paper 15 plus ရှိရလို့ပြောတာအဲ့ဒါဘယ်မှာဖတ်လို့ရမလဲ Google Scholar ရှိတယ် Google Scholar ရှိတယ်ကျွန်တော်နာမည်ကို Google မှာရိုက်ကြည့်လိုက်ပါတော့ပေါ်လာလိမ့်မယ်မှာ Thank you ကျွန်တော်နာမည်ကြီးကposter မှာရှိရနော်ကျွန်တော်ရဲ့နာမည်ကြီးပြီးတော့နာမည်ကျွန်တော်နာမည်ရိုက်လာရင်ဒီမှာ Academia မှာဝင်ဖတ်လဲရတယ် Google Scholar တော့အကုန်တင်တာပေါ့နော်Google Scholar မှာဖတ်ချင်လို့ဆိုလဲဒီမှာ research gate တို့ပါရှိကျွန်တော် link တစ်ခုဒီအခု chat ထဲမှာပို့လိုက်အဲ့ဒီမှာဆိုရင်တော့အကုန်ရတယ်တချို့ဟာကျတော့ offline publish လုပ်တာပြီးတဲ့ခါကျ online မှာမရနိုင်တချို့ paper ရဒါပေမဲ့အဲ့ website မှာကျွန်တော် PDF file
upload လုပ်ထားဖြစ်တဲ့ခါကျတော့ဟိုပေါ့နော်အကုန်ဖတ်လို့ရတယ်ဆိုတဲ့အနေအထားမျိုးရှိတယ်ချက်ထဲမှာကျွန်တော်ပို့ပေးလိုက်ပြီးတော့လေ feedback form တစ်စောင်မှာပို့ပေးလိုက်မယ်เนาะဒီနေ့workshop နဲ့ပတ်သက်ပြီးတော့ကိုစိတ်ထဲမှာရှိတဲ့အမှန်တိုင်းဖြေလို့ရတယ်ကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေပေါ့เนาะဒီမှာစိတ်ဝင်စားဖို့ကောင်းအဲ့လိုဟာမျိုးပေါ့เนาะရှိကောင်းရှိနေတာပေါ့เนาะတယောက်နဲ့မတူနိုင်တဲ့ခါကျတော့ဆိုအဲ့ဒါကိုလည်းကျွန်တော်ဖြစ်ပေးလိုက်မယ်feedback form ဖြည့်ပေးစီခြင်းပေါ့เนาะဒီနေ့လာရင်လို့မှန်တယ်ဗျဆိုချက်ထဲမှာကျွန်တော်ပို့လိုက်အောင်เนาะဆိုတော့ feedback form အရင်ပို့ပေးလိုက်မယ်ပြီးခုန website ပေါ့เนาะခုန website ကfeedback form ရောက်တဲ့အတွက်เนาะအကုန်လုံးရှိအဲ့ဒါကျွန်တော် link လေး copy ပေးနေတယ် recording က YouTube မှာပြန်တင်ပေးလိုက်ပဲเนาะ Jusla YouTube မှာကျွန်တော် link ပို့ပေးလိုက်တယ်ပေါ့เนาะဆိုတော့ဒီမှာတွားပြီးတော့ဖတ်လို့ရတယ်ကျွန်တော်ရဲ့ paper website မှာဒီ website မှာခုဒီမှာ link နဲ့ဝင်လာရင်ဒီလိုလေးတွေ့ရလိမ့်မယ်ပေါ့เนาะဆိုတော့အဲ့ဒီမှာဒီ academic အောက်မှာ publication ဆိုတာရှိရပါတော့ publication မှာဒီမှာ abstract ဖတ်လို့ရတယ် abstract ရယ်ပြီးရင်မှာ link ကိုနှိပ်လိုက်ရတယ်ကျွန်တော် paper ပေါ့နော်တချို့ publish မလုပ်ရသေးတဲ့ paper ရှိရ on process ဟာတွေတော့ဒီမှာပါမှာမဟုတ်ဘူး publish လုပ်ပြီးသား paper ရယ်အကုန်လုံးတော့ဒီမှာတချို့ကဒါဆိုဒါ magazine ပေါ့နော် magazine articles တွေတမျက်နှာဟာone page ဟာတွေပေါ့နော်ဆိုတော့ဒါရတော့တော်များများတော့ research articles တွေ book chapters တွေ books တွေအဲ့လိုဟာတွေပါပါနော်ဆိုတော့တချို့ဟာရ update မလုပ်ရသေးရရှိရဲဒါပေမဲ့အများစုကတော့ကျွန်တော်ဒီမှာ update လုပ်ပေးတာရှိတော့အမှတော့ဖတ်ကြည့်လို့ရတယ်ဆိုတော့အဆုံးရှိရပါနော်ဟို qualitative ဟာလည်းရှိရ quantitative ဟာလည်းရှိရဒီမှာတော့တချို့ paper တော့ full မရတဲ့ကြောင့်ကျွန်တော်တင်ထားလို့မှာတရားဆိုရင်ဒီ paper ဆို full မရအောင် inflation တော့ဟိုဟာပတ်စံပေးမှကြည့်ရအောင်မလို့ကျွန်တော်အကုန်တင်လို့လည်းမရဘူးအဲကြောင့်ဟိုလောက်ပဲတင်တာဒီမှာဆိုဒီဘယ်လိုပြောမလဲ abstract လောက်ပဲတင်ပြီးတော့အပြည့်တင်လို့မရဘူးเนาะဆိုတော့ ethic အရာအဲ့လိုဟာမျိုးဆိုတော့တော်တော်များများတော့ free ဖတ်လို့ရ
open access လို့ဟာမျိုးဟောဖြစ်တယ်လို့တခြားမေးစရာရှိသေးလားမသိဘူးလူတော်တိတ်မကြံတော့3 ယောက်ပဲကျတော့4 ယောက်မေးစရာရှိသေးလားမသိဘူးမေးစရာမရှိဘူးနဲ့တွေ့နော်ဆိုတော့အဲ့ဆိုရင်မေးစရာမရှိဆိုရင်ဟိုဂျစ်လာဘက်ကပြောစရာရှိသေးလား ဟုတ်ကဲ့ကိုမရှိတော့ပါဘူးရှင် ကဲဆိုတော့ကျွန်တော်အဲ့ဆိုရင်အပိတ်လေးကျွန်တော်နည်းပြောရအောင်နော်ဆိုတော့ဒီနေ့လာတဲ့အချိန်ပေးပြီးတော့2 နာရီမှာမကြီးမညူနဲ့အချိန်ပေးပြီးတော့စိတ်ပါဝင်စားကလာပြီးတော့နားထောင်တဲ့လူတွေအကုန်လုံးကိုကျေးဇူးတင်ပါတယ်ဆိုတော့တခုခု research နဲ့ပတ်သက်ပြီးတခုခုမေးချင်ကျွန်တော် linking မှာလည်းရိုက်လိုက်ပါတော့ကျွန်တော်နာမည်နဲ့ပဲဆိုတော့ profile က EG အပြလေးနဲ့ခုန website က profile နဲ့ပဲဆိုတော့ link မှာလည်းကျွန်တော်နာမည်အရင်ကိုရလိုက်ရတယ်နေမျိုးထုတ်စံနာမည်ရလိုက်ရတယ်ဆိုတော့ Facebook page လို့ရှိရင် Facebook page မှာတော့ကျွန်တော်တို့ contact လုပ်လို့မရလားကျွန်တော် Messenger တိတ်မသုံး Facebook page ကလေဆိုတော့ link ကတော့ပုံစံပြီး link နဲ့ link ပေါ့နော်ဆိုတော့ကျွန်တော်ကခုနပြောတဲ့ publication မှာကြည့်ချင်တော့ Google Scholar တို့ခုနဒီ website တို့ပါမှာတွက်ကြည့်လို့ရပါတယ်ဆိုတော့အချိန်ပေးပြီးတော့2 နာရီလုံးအချိန်ပေးပြီးတော့မငြင်းမညူနဲ့စိတ်ဝင်စားမေးခွန်းတွေလည်းမေးပြီးရအတွက်လည်းဆိုတော့ကျေးဇူးတင်ပါတယ်အကယ်ကျွန်တော်ပြောရတဲ့မှာလိုအပ်ချက်တွေပါသွားမျိုးပေါ့နော်ဆိုတော့မပြည့်မစုံဖြစ်သွားမျိုးရှိရင်တော့ကျွန်တော်အနေနဲ့ကတော့ထပ်ပြီးလေ့လာပြီးတော့နောက်တစ်ချိန်မှာပို့ပြီးတော့ပြည်ဆောင်လို့ပြောပြသွားပါမယ်ဆိုတော့ကိုယ်တိုင်လည်းဒီဟာနဲ့ပတ်သက်ပြီးတော့လေ့လာရှာဖွေကြည့်ရှုပြီးတော့ထပ်လေ့လာပေါ့နော်ဆိုတော့အဲ့ဒါတော့အကောင်းဆုံးပေါ့နော်ဆိုတော့သူများပြောတဲ့စာရင်တော့ကိုယ်တိုင်လေ့လာတာကပို့ပြီးတော့မှတ်မိလို့ပို့ပြီးတော့ပြည်ဆောင်လို့ပေါ့နော်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်ဆိုတော့ဒီလောက်ပါပဲကျွန်တော်ဘက်က နေ့လာပြီးရင်โอเคပါအဲ့ဒါကျွန်တော်လိုက်ပါတော့မေးရအောင်